ဒီကနေ့1389ခုနှစ်တပေါင်းလပြည့်နေ့ဒီနေ့မှာဓမ္မဝိဟာရတော်ကျောင်းမှာယောဂီဆောင်များဆောက်လုပ်လူတန်းကြတဲ့ဒါယကာကြီးဥတည်ညွတ်ဒါယကာမကြီးဒေါ်လွန်းကြီးပြီးတော့ဒါယကာကြီးဦးသောင်းရွှေဒါယကာမကြီးဒေါ်ခင်တက်မိသားစုတို့လူရန်ထားတဲ့ယောဂီဆောင်အတွက်အနုမောဒနာတရားရည်စက်ချအခမ်းအနားပေါ့ဒီရည်စက်ချအခမ်းအနားမှာဦးဇင်းတို့ကျောင်းဆောင်ကိုရည်စက်ချပြီးတော့မလူတန်းခင်ပေါ့အလူရှင်လူမာများနဲ့တကွဒကာဒကမာပေါင်းသူတော်ကောင်းတို့အလူနဲ့စပြီးတော့သိသိထိုက်တာလေးတွေသိပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်ကြဖို့ပေါ့အဲ့ဒီကြီးပဲကျဲနဲ့အနုမောဒနာတရားကိုအရင်ဆုံးဟောကြားပါမယ်အနုမောဒနာတရားဆိုတာလည်းပဲဦးဇင်းတို့ထူးဆန်းမဟုတ်ပါဘူးမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတတ်တော်ထင်ရှားရှိစဉ်အခါကလေးကဒီအနုမောဒနာတရားကဟောကြားနေကြပါပဲဒါကြောင့်ဦးဇင်းတို့လည်းပဲဘုရားရှင်ကိုရောမြတ်ကြီးဟောကြားခဲ့တဲ့အနုမောဒနာတရားတွေကိုပြန်ယူပြီးတော့ပေါ့ဒီနေ့ယောဂီဆောင်ဒကာဒကမတွေအတွက်ပြန်ပြီးတော့ဟောရမှာပေါ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကျောင်းတော်တွေအလူခံတဲ့အခါကျောင်းဒကာဒကမတွေကိုအနုမောဒနာပြုတဲ့ဂါထာလေးတွေရှိပါတယ်အဲ့ဒီဂါထာလေးတွေကိုဒီနေ့စပြီးတော့ဟောရနံပါတ်1ကဘာလို့ဆိုတော့တိတံဩနံပฏิဟန္တိတတောဝါလမိဂာနိစာဒါလေးရနေစာကျောင်းလူတဲ့ပုဂ္ဂိုလ်တွေဆိုတာတဲ့ကျောင်းရဲ့အကျိုးကျေးဇူးတွေပေါ့ကျောင်းနဲ့နေရလို့ရှိရင်ရဟန်းတန်ဃာတွေပဲဖြစ်ဖြစ်ပေါ့ယောဂီသူတော်စင်တွေပဲဖြစ်ဖြစ်ပေါ့ကျောင်းနဲ့စနစ်တကျကြာနာနာနေရလို့ရှိရင်အဲ့ဒီကျောင်းဟာတဲ့တိတံဩနံပฏิဟန္တိတဲ့ရာသီဥတုကြောင့်ဖြစ်တဲ့အေးဓာန်တွေကိုဒီကျောင်းကကာကွယ်ပေးတယ်ပြီးတော့ဩနဆိုတဲ့အပူဓာန်တွေပေါ့နေပူဓာန်တွေမီးပူဓာန်တွေပေါ့အဲ့ဒီရာသီဥတုကြောင့်ဖြစ်တဲ့အေးဓာန်အပူဓာန်တွေကိုဒီကျောင်းကကာကွယ်ပေးပါတယ်ဒါကတော့အင်တန်ထင်ရှားတာပဲကျောင်းထဲမနေရလို့ရှိရင်ရဟန်းတော်တွေပဲဖြစ်ဖြစ်ပေါ့အခုယောဂီသူတော်စင်တွေပဲဖြစ်ဖြစ်ပေါ့ကျောင်းမရှိဘဲနဲ့သစ်ပင်အောက်ဒီမှာထိုင်ပြီးတော့တရားအထုတ်ကြမယ်ဆိုလို့ရှိရင်ရာသီဥတုကအေးလို့ရှိရင်သူတို့လည်းအေးမှာပေါ့ရာသီဥတုကပူလို့ရှိရင်လည်းပူမှာပေါ့ဒါကြောင့်ချမ်းချမ်းသာသာအထုတ်ခွင့်မရဘူးအခုဒီမှာတရားဓမ္မတွေကယောဂီတွေအတွက်ကျောင်းကြီးတွေဆောက်လှူထားတယ်လှူထားတဲ့အတွက်ဒီကျောင်းကြီးတွေကိုအမိပြုပြီးတော့တရားအားထုတ်ကြမယ်ဆိုလို့ရှိရင်အဲ့ဒီယောဂီသူတော်စင်တွေမှာအေးဓာတ်လည်းမခံရဘူးပေါ့အပူဓာတ်တွေလည်းမခံရဘဲနဲ့ချမ်းချမ်းသာသာနဲ့အားထုတ်နိုင်တာပေါ့ဒါကြောင့်လူတန်းကြတဲ့တရားဓမ္မတွေအနေနဲ့ဒါအင်တန်ဝမ်းသာစရာကောင်းတယ်ပြီးတော့နောက်တစ်ချက်ကလည်းပဲကုသိုလ်အကုသိုလ်တွေရဲ့သဘောတဘာဝကသူကဇနေတိသတိတံပါကံဆိုတဲ့အတိုင်းတူသောအကျိုးပေးတာဒါကြောင့်ယောဂီသူတော်စင်တွေကိုရာသီဥတုအေးဓာတ်အပူဓာတ်တွေကိုကာကွယ်နိုင်အောင်ဆိုပြီးကျောင်းတွေဆောက်လူတဲ့တရားဓမ္မတွေမှာလည်းပဲဖြစ်လျာဘဝတိုင်းမှာလွန်လွန်ကဲကဲအေးတဲ့အေးဓာတ်မျိုးမခံရဘူးပေါ့လွန်လွန်ကဲကဲပူတဲ့အပူဓာတ်မျိုးကိုလည်းမခံရဘူးပေါ့ဒါကြောင့်ဒီကုသိုလ်ကောင်းမှုတွေကအကျိုးပေးတဲ့အခါမှာအေးဓာတ်အပူဓာတ်တွေမှာလွတ်ကင်းပြီးတော့ချမ်းချမ်းသာသာနေရတတ်တယ်တဲ့လို့မှတ်သားရမှာပေါ့ပြီးတော့တတောဝါလမိဂာနိစာတဲ့ဒီเจ้าတွေကသားရဲ့ဘေးတွေကိုလည်းကာကွယ်ပေးတယ်တဲ့ဘုရားလက်ထက်ကဆိုရင်ပို့ပြီးတော့ထင်ရှားတာပေါ့မြတ်စွာဘုရားလက်ထက်ကဆိုရင်ရဟန်းတော်တွေကတောเจ้าမှာနေကြတာတောကြီးတွေဆိုတာလည်းတကယ်အဟုတ်တောကြီးတွေချင်းသေးတွေရှိတယ်ကြက်သစ်တွေရှိတယ်ကြားတွေရှိတယ်ပေါ့စပက်ကြီးမွေတွေနဲ့အင်တန်ကိုသူတို့အသက်ဆုံးပြီးတော့အာထုတ်ရတာပေါ့ဒါကြောင့်အဲ့ဒီလိုအခါမှာကျောင်းတွေဆောက်လူထားလို့ရှိရင်
ရဟန်းတော်တွေမှာရှင်သေးသေးကြစားတဲ့တာရတလိษံတွေရဲ့အာနေရနေပြီးတော့လွတ်ကင်းနိုင်တာပေါ့အခုနေ့ကမှလည်းပဲယောဂီတွေဒီမှာတရားအထုတ်တယ်ဆိုလို့ရှိရင်အဲ့ဒါလို့ရှင်သေးသေးကြတာမရှိတာနော်မွေတို့ကင်းတို့ဒီလိုအာနေရတွေကတော့ရှိနိုင်တာပေါ့ဒါကြောင့်ကြောင်းမရှိဘဲနဲ့သစ်ပင်အောက်မှာအထုတ်မယ်ဆိုလို့ရှိရင်မွေတို့ဘာတို့ကသစ်ပင်ပေါ်လည်းပြုတ်ကျလိုက်နိုင်တာပဲပြီးတော့အောက်ကနေလည်းတက်နိုင်တာပေါ့ဒါကြောင့်ဒီသားရဲ့တိရစ္ဆာန်ဘေးတွေကအင်တန်းကိုကြီးတယ်အခုဒီမှာကြောင်းနဲ့အာထုတ်တဲ့အတွက်ဒီယောဂီပုဂ္ဂိုလ်တွေမှာမွေအာနေရတွေကင်းတာပေါ့ဒီပြင်ကင်းအာနေရတွေလည်းကင်းတာပေါ့ဒါကြောင့်ဒီမှာယောဂီဆောင်ထဲမှာအခိုင်အမာအုတ်တွေအင်္ဂရေတွေသို့မိုးတွေနဲ့အခိုင်အမာတည်ဆောက်တာတည်ဆောက်တာတော့မိုးလဲလုံတယ်လေလဲလုံတယ်ပေါ့မွေတံကင်းတံတွေလည်းပဲကာကွယ်ပေးတယ်ပေါ့ဒါကြောင့်ယောဂီတွေမှာအင်တန်းကိုချမ်းချမ်းသာသာအာထုတ်ရတာပေါ့ဒါကြောင့်လူကြတန်းကြတဲ့တရားဓမ္မတွေလည်းထို့အတူပဲဒီယံတွေကနေလွတ်မြောက်နိုင်တာပေါ့ဘွားတိုင်းဘွားတိုင်းတရိတပိစမဂတိတဲ့တရိတပဆိုတာစောစောပြောခဲ့တဲ့မွေကင်းအန်နေပေါ့မဂတဆိုတာချင်းမှတ်ပေါ့ချင်းတံမှတ်တံတွေကိုလည်းပဲကြောင်းနဲ့အာထုတ်တဲ့ပုဂ္ဂိုလ်တွေဟာသက်သာရရတယ်ကြောင်းသာမရှိလို့ရှိရင်ချင်းတွေလည်းကြိုက်မယ်မှတ်တွေလည်းကြိုက်မယ်ပေါ့တော်တော်ကိုဆင်းရဲဒုက္ခရောက်နိုင်တယ်အခုဒီယောဂီဆောင်မှာယောဂီတွေကြောင်းလေးတွေနဲ့အာထုတ်တဲ့အတွက်ချင်းတံမှတ်တံလည်းမခံရတော့ဘူးပေါ့ဒါကြောင့်ဒီလိုအကျိုးကျေးဇူးတွေလည်းရတာပေါ့သူတို့မှာထို့တူပဲလူရတန်းတဲ့တရားဓမ္မတွေလည်းထို့တူပဲဖြစ်လျာဘွားတိုင်းဘွားတိုင်းမှာတာရတလိษံဘေးတွေကလွတ်ကင်းမှာပေါ့မွေဘေးကင်းဘေးကနေလွတ်ကင်းမှာပေါ့ချင်းဘေးမှတ်ဘေးကနေပြီးလူရတန်းတဲ့တရားဓမ္မတွေဘွားတိုင်းဘွားတိုင်းလွတ်ကင်းကြမှာပေါ့ဒါကြောင့်ဒီအကျိုးတရားတွေကိုရနိုင်တာပေါ့ပြီးတော့တိတိတွေစားပြီးဟုတ်ထီရောတဲ့တိတိရဆိုတာဘာပြောတော့ဆိုရင်လေအေးတံပေါ့ကြောင်းမရှိဘဲနဲ့အပြင်ဘက်မှာယောဂီတွေအားထုတ်မယ်ဆိုလို့ရှိရင်ဆောင်းကားတွေဘာတွေဆိုရင်လေရအင်တန်အေးတယ်အဲ့ဒီလေအေးတွေဘာတွေမိပြီးတော့ကျမ်းမာရေးတွေလည်းပြတ်နိုင်တာပေါ့တရားလည်းကောင်းကောင်းအားထုတ်နိုင်အခုဒီယောဂီဆောင်ထဲမှာနေပြီးအားထုတ်တဲ့အတွက်ယောဂီတွေမှာလေအေးတံကလွတ်ကင်းသွားတာပေါ့ထို့တူပဲတရားဓမ္မတွေလည်းဒီတိုင်းပဲလှူဒန်းတဲ့တရားဓမ္မတွေလည်းပဲဖြစ်လျာဘဝမှာဒီကုသိုလ်ကောင်းမှုကအကျိုးပေးတဲ့အခါမှာအင်မတန်အေးချမ်းတဲ့လေအေးတံတွေကိုမခံရတော့ဘူးပေါ့ဒီအကျိုးတရားတွေရနိုင်တယ်ပြီးတော့ဝုဋ္ဌိယောဆိုတာကမိုးတံတစ်ပယောက်တွေဘာတွေမှာအထုတ်မယ်ဆိုရင်မိုးတွေဘာတွေရွာတဲ့အခါမှာရွှဲ့နစ်ပြီးတော့ကောင်းကောင်းမွန်မွန်အထုတ်နိုင်အင်မတန်ဆင်းရဲမယ်ပေါ့အခုဒီမှာယောဂီဆောင်ထဲမှာတော့သုံးမိုးတွေနဲ့အခိုင်အမာလောက်တာတော့မိုးတံတွေမခံရတော့ဘူးယောဂီတွေမှာချမ်းချမ်းသာသာနဲ့အာထုတ်နိုင်တာပေါ့ဒါကြောင့်လူကြတန်းကြတဲ့တရားဓမ္မတွေမှာလည်းပဲအဲ့ဒီမိုးတံကနေပြီးတော့လွတ်ကင်းခွင့်ရတာပေါ့ဒီကုသိုလ်ကောင်းမှုကအကျိုးပေးတဲ့အခါမှာပေါ့ဒါလည်းမကသေးဘူးတတောဝါလတတောဝါတာတဘောဂောရောသင်္ဇာတော်ပฏิဟိညတိတဲ့ဖြစ်ပေါ်လာတဲ့အင်တန်ကြမ်းတမ်းတဲ့ဝါတာတပလို့ခေါ်တဲ့လေချမ်းနေပေါ့လေချမ်းနေဆိုတာကရာသီဥတုအလျော်စွာသူအဖြစ်ຫນွေဥပေါက်တွေပါတယ်ဆိုရင်ဖြစ်တတ်တယ်အင်တန်ကြမ်းတမ်းတဲ့လေတွေပေါ့တရားအထုတ်နေတဲ့ပုဂ္ဂိုလ်တွေအဲ့ဒါလိုလေချမ်းနေလာမယ်ဆိုလို့ရှိရင်ကောင်းကောင်းမွန်မွန်တရားအမထုတ်နိုင်တော့အခုယောဂီဆောင်တွေလှူထားတဲ့အတွက်ယောဂီဆောင်ထဲမှာဝင်ပြီးတော့တကားတွေဘာတွေပိတ်ပြီးတော့အထုတ်မယ်ဆိုရင်အင်တန်ချမ်းချမ်းသာသာနဲ့အထုတ်နိုင်တာပေါ့ပြီးတော့နေဘူးတွေမီးဘူးတွေပေါ့နေအောင်ကြီးချောင်းပူတဲ့အပူတွေလည်းရှိတယ်တောမီးတွေလောင်ပြီးပူတဲ့မီးပူတာတွေလည်းရှိတာပေါ့အဲ့ဒီအပူဓာတ်တွေကိုလည်းပဲဒီเจ้าကကာကွယ်ပေးတာပေါ့ဒါကြောင့်လူကြတန်းကြတဲ့တရားဓမ္မတွေမှာလည်းပဲဒီကုသိုလ်ကောင်းမှုကအကျိုးပေးတဲ့အခါမှာဖြစ်လျာဘွားတိုင်းမှာအဲ့ဒါလိုအင်တန်ကြမ်းထမ်းတဲ့လေတွေနဲ့မတွေ့ရဘူးပေါ့ပြီးတော့အင်တန်ပူလောင်တဲ့ရာသီဥတုအပူဓာတ်တွေပြီးတော့မီးပူဓာတ်တွေဒီဓာတ်တွေကလည်းကဲ့လွန်နိုင်တာပေါ့ဒီအကျိုးတရားတွေကိုရနိုင်တယ်တဲ့ဒါကကြောင်းလူတဲ့တရားဓမ္မတွေရောဒီကြောင်းတွေကိုတရင်သုံးပြီးတော့နေထိုင်ပြီးတော့အထုတ်ကြတဲ့ယောဂီသူတော်စင်တွေရောရနိုင်တဲ့အကျိုးတရားတွေကိုမြတ်စွာဘုရားကိုယ်တော်တိုင်ဟောထားတဲ့အကျိုးတွေပေါ့ဒါအင်တန်ကိုအားရစရာကောင်းပါတယ်ဒါလည်းမကသေးဘူးအခုယောဂီဆောင်တွေလှူထားတယ်
လှူထားတော့ယောဂီတွေကဒီမှာလာပြီးတော့တာမန်ပုဂ္ဂိုလ်တွေလိုကာမဂုဏ်တွေခံစားနေကြမှာမဟုတ်ဘူးဒီယောဂီဆောင်တွေထဲမှာမြင့်မြတ်တဲ့တရားတွေအထောက်ကြမှာကိုဒါကြောင့်ဒီယောဂီဆောင်ထဲမှာယောဂီတွေကိန်းမှုရာအတွက်လည်းပဲဒါအကျိုးဖြစ်ထွန်းနေတဲ့ယောဂီဆောင်တွေကလေနာထင်စဒုက္ခထင်စလေနာထဆိုတာဒီထဲမှာဝင်ပြီးတော့ကိန်းအောင်ပြီးတော့ကုသိုလ်ကောင်းမှုတွေအင်တန်ကောင်းမြတ်တဲ့သီလသမารီပညာအကျင့်တွေပေါ့ဒီအကျင့်တွေကိုအားထုတ်နိုင်တာပေါ့ဒါကြောင့်ကိန်းအောင်မှုရာလည်းဖြစ်တယ်ပြီးတော့ဒုက္ခထင်စချမ်းသာမှုရာလည်းဖြစ်တယ်တဲ့ဒါကတော့အင်တန်ထင်ရှားတာပေါ့ယောဂီဆောင်ထဲမှာနေလို့ရှိရင်အင်တန်ကိုချမ်းချမ်းသာသာနဲ့အားထုတ်နိုင်တာပေါ့ဒါကြောင့်မြတ်စွာဘုရားလေနာထင်စဒုက္ခထင်စဇာယိတုံစဝိပဿိတုံပဲဇာယိတုံဆိုတာကဇံဝင်စားဖို့ရာအတွက်လည်းပဲဒီเจ้าနေရာဖြစ်ပါတယ်ယောဂီတွေအတွက်လေဇံဆိုတာကတော့နှစ်မျိုးရှိပါတယ်သူကသမထဇံနဲ့ဝိပဿနာဇံလို့ဒီလိုဇံနှစ်မျိုးရှိတာပေါ့အဲ့ဒီနှစ်မျိုးထဲမှာသမထဇံဆိုတာကတော့သမထအာယုန်တွေကိုနှလုံးသွင်းပြီးတော့စိတ်တည်ငြိမ်တဲ့သဘောပေါ့အဲ့ဒါလိုသမထအာယုန်တွေကိုနှလုံးသွင်းပြီးတော့စိတ်တည်ငြိမ်တဲ့သဘောကိုသာသမထဇံပေါ့ဝိပဿနာဇံဆိုတာကတော့ယုံနာတရားတွေကိုရှုပြီးတော့အနိစ္စဒုက္ခအနတ္တလို့ဒီလိုမြင်တဲ့ဇံမျိုးပေါ့အဲ့ဒါကိုဝိပဿနာဇံလို့ဒီလိုဇံနှမျိုးရှိတယ်အခုဒီမှာဇာယိတုံစဇံဝင်စားဖို့ရအတွက်ဖြစ်ပါတယ်ဆိုတာကတော့သမထဇံပေါ့ဒီယောဂီဆောင်တွေထဲမှာနေပြီးတော့ယောဂီပုဂ္ဂိုလ်တွေဟာအလကားနေကြမှာမဟုတ်ဘူးကာမဂုဏ်တွေခံစားနေကြမှာလည်းမဟုတ်ဘူးသူ့လိုကိုယ်လိုစကားတွေထိုင်ပေါ်နေကြမှာလည်းမဟုတ်ဘူးဒီပုဂ္ဂိုလ်တွေကယောဂီဆောင်ထဲမှာနေပြီးဗုဒ္ဓနုဒ္ဓတိပွားခြင်းလည်းပွားနေမှာပေါ့ဒါသမထဇံပဲမေတ္တာပွားခြင်းလည်းပွားနေမှာပေါ့ဒါလည်းသမထဇံပေါ့အဲ့ဒါလိုနဲ့သမထဇံတွေကိုဝင်စားဖို့ရအတွက်ဒီเจ้าနေရာဖြစ်ပါတယ်ဒီလိုမြတ်စွာဘုရားဟောကြားတော်မူတာပြီးတော့ဝိပဿိတုံဝိပဿနာရှုဖို့ရအတွက်လည်းဖြစ်တယ်ဒါကတော့အရေးကြီးဆုံးပေါ့လေမြတ်စွာဘုရားရှင်ရဲ့သာသနာတော်မှာအရေးကြီးဆုံးကဘာတုံးဆိုရင်ဝိပဿနာပဲဘာကြောင့်သူကဒီလောက်ရေးကြီးရတဲ့တုံးဆိုလို့ရှိရင်ဝိပဿနာကမှအရိယမတ်ကိုဓာတ်ရိုက်ရောက်စေနိုင်တာအရိယမတ်ကိုဓာတ်ရိုက်ရောက်မှလည်းပဲအပယ်ဆင်းရဲတန်မြာဆင်းရဲတွေကလွတ်မြောက်နိုင်မှာဒါကြောင့်ဘုရားပွင့်ရခြင်းရဲ့ရည်ရွယ်ချက်ကအပယ်ဆင်းရဲကလွတ်မြောက်ဖို့တန်မြာကိုဆင်းရဲကလွတ်မြောက်ဖို့ဘုရားပွင့်ရတာဒါကြောင့်ဒီအပယ်ဆင်းရဲတန်မြာကိုဆင်းရဲလွတ်မြောက်ဖို့ဆိုလို့ရှိရင်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်မှာရောက်မှာနိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ဆိုလို့ရှိရင်လည်းအရိယာမရမှာမျက်မှောက်ပြုနိုင်မှာအရိယာမရဖို့ဆိုလို့ရှိရင်လည်းဝိပဿနာရှုမှအရိယာမကရောက်မှာဒါကြောင့်ဝိပဿနာအရိယာမကိုဓာတ်ရိုက်ရောက်စေနိုင်တဲ့အကျင့်တရားဖြစ်တဲ့အတွက်ဗုဒ္ဓသာသနာတော်မှာအရေးကြီးဆုံးကျင့်ပဲဒါကြောင့်ဒီအရေးကြီးဆုံးကျင့်တွေကိုဒီယောဂီဆောင်တွေထဲမှာနေပြီးယောဂီသူတော်စင်တွေကကျင့်သုံးကြမယ်အားထုတ်ကြမယ်ပွားများကြမယ်ပေါ့ဒါကြောင့်ယောဂီဆောင်လူတဲ့တရားတော်မှာအင်တန်ကိုအကျိုးကျေးဇူးများတယ်အကျိုးကျေးဇူးများတာကတော့ပြောစရာမရှိအောင်ကိုအကျိုးကျေးဇူးများတယ်ဒါဦးဇင်းတို့ကမြောက်ပြောတာမဟုတ်ဘူးကျမ်းဂန်တွေအခိုင်အမာရှိတယ်မြတ်စွာဘုရားဟောထားတဲ့တရားတော်တွေအခိုင်အမာရှိတယ်ပေါ့အဲ့ဒါတွေနဲ့အညီပြောရတာပဲဒါကြောင့်မြတ်စွာဘုရားကဒီယောဂီဆောင်တွေဆိုတာတဲ့ဇံဝင်စားဖို့ရအတွက်ဖြစ်တယ်ဝိပဿနာတရားတွေပွားများအားထုတ်ဖို့ရအတွက်ဖြစ်တယ်လို့ဒီလိုမြတ်စွာဘုရားဟောတာပေါ့ဒီတော့လူရတန်းတဲ့တရားတော်မတွေလည်းပဲမိမိတို့ကိုယ်တိုင်ဇံတရားတွေအားထုတ်တော့မယ်ဝိပဿနာတွေအားထုတ်တော့မယ်ဆိုလို့ရှိရင်တရားဓမ္မတွေမှာနေစရာအယံစစ်ကုညီမဲ့ပုဂ္ဂိုလ်တွေအယံစစ်ပေါ့အစစရာရာအကုန်လုံးဆင်ပြေနိုင်တာပေါ့ဘာကြောင့်လို့ဆိုတော့ကိုကသူများကိုကုညီပေးထားတာလေကိုကုညီပေးလိုက်တဲ့အတွက်တခြားသူတွေဟာဝိပဿနာဉာဏ်တွေဖြစ်ကြတယ်အရိယမတ်ဖို့တွေရောက်ကြတယ်ဆိုလို့ရှိရင်အဲ့ဒီတရားဓမ္မတွေမှာမရေမတွက်နိုင်သောအကျိုးတွေရတယ်အဲ့ဒီအကျိုးတွေကြောင့်တကယ်တမ်းအားထုတ်ပြီးဆိုတာနဲ့တပြိုင်နက်တည်းဒီအဆောက်အဦတွေလှူမဲ့တရားဓမ္မတွေကအယံသင်းပေါ်လာမှာပေါ့ကုညီမဲ့တရားဓမ္မတွေအယံသင်းပေါ်လာမှာပေါ့ဒါကြောင့်ဒီလိုအကျိုးတရားတွေရနိုင်တာပေါ့ဒါအင်တန်ကောင်းတဲ့မြတ်စွာဘုရားကိုယ်တော်တိုင်ဟောထားတဲ့ကြောင်းလူချင်းကြောင့်ရနိုင်တဲ့အကျိုးတရားတွေဒီအကျိုးတရားလေးတွေကိုအင်တန်ကိုမှတ်သားစရာကောင်းပါတယ်ဒါလေးတွေကိုမာစီဆရာတော်ကြီးကတရားဓမ္မတွေအလွယ်တကူမှတ်သားနိုင်အောင်ဆိုပြီးတော့
လင်္ကာလေးတွေဆောင်းပုတ်ကလေးတွေရေးထားခဲ့တာပေါ့အဲ့ဒါလေးတွေကိုလိုက်ဆိုရင်းနဲ့ပီတိဖြစ်အောင်လိုက်ပြီးတော့နှလုံးသွင်းကြပေါ့လေနံပါတ်1ဆောင်းပုတ်ပေါ့အေးပူစသာဘေးရန်များပယ်ရှားကင်းစေသည်လို့ဒါလိုလေးဆောင်းပုတ်စီထားတယ်လိုက်ဆိုကြည့်အေးပူစသာဘေးရန်များပယ်ရှားကင်းစေသည်အေးပူစသာဘေးရန်များပယ်ရှားကင်းစေသည်ကျောင်းထဲမှာနေရတဲ့ပုဂ္ဂိုလ်တွေအေးဓာန်တွေအပူဓာန်တွေပေါ့ဒါရင်မကဘူးသားရဲတလိษံဘေးတွေပေါ့မြတ်စွာဘုရားလက်ထက်ကဆိုလို့ရှိရင်တချို့ရဟန်းနေနော်တောထဲမှာတရားအထုတ်တာညဘက်ရောက်လို့ရှိရင်ရဟန်းတစ်ပါးကိုတညဆိုရင်ကြားကရဟန်းတစ်ပါးဆွဲသွားလို့ရဟန်းနေကြားနောင်ပါဘူးတဲ့တညကုံသွားလိုက်ရဟန်းတစ်ပါးပါသွားလိုက်တညကုံသွားလိုက်ရဟန်းတစ်ပါးပါသွားလိုက်နဲ့ညဘက်ကြားတွေလာဆွဲတာကျောင်းမရှိခင်တော့ပေါ့လေနောက်ပိုင်းကျောင်းတွေဆောက်လူတဲ့ခါကျတော့ရဟန်းတော်တွေအင်တန်းကိုချမ်းသာသွားတာပေါ့တချို့ဆိုရင်ကျောင်းမရှိဘဲနဲ့အာထုတ်တဲ့အတွက်ပိုးထိပြီးတော့ကွယ်လွန်သွားတဲ့ရဟန်းတော်တွေလည်းဘုရားလက်ထက်ကအများကြီးရှိခဲ့ဘူးလေအရှင်သာရိပုတ္တရာရဲ့ညီရင်းဖြစ်တဲ့ဥပဒေနာဆိုတဲ့ရဟန္တာမထေရတစ်ပါးဆိုရင်ပိုးထိပြီးတော့ကွယ်လွန်သွားတာပဲဒါကြောင့်မို့ဒီကျောင်းလူတဲ့ပုဂ္ဂိုလ်တွေမှာအင်တန်းကိုယောဂီပုဂ္ဂိုလ်တွေအတွက်အကျိုးကျေးဇူးများအောင်ဆောင်ရွက်ပေးရရောက်တာပေါ့ဒါကြောင့်အေးပူစသာဘေးရန်များပယ်ရှားကင်းစေသည်ဆိုအေးဓာန်ရောအပူဓာန်ရောသားရဲတလိษံဘေးတွေရောမွေကင်းဘေးတွေရောပေါ့ရှင်မှတ်ကစပြီးတော့ဒီဘေးရန်တွေကိုဒီเจ้าကဖယ်ရှားပေးပါတယ်လို့ဒါလိုပြောတာပေါ့ပြီးတော့ကိန်းအောင်နေရန်ချမ်းသာရန်အမှန်ဖြစ်ပေစီတဲ့เจ้าနေထဲမှာကိန်းအောင်နေဖို့ပြီးတော့ချမ်းချမ်းသာသာနေဖို့ရအတွက်ဖြစ်ပါတယ်လို့ဒါလိုရည်ရွယ်ချက်နဲ့မာစီဆရာတော်ကြီးစီထားတာပေါ့လိုက်ဆိုကြည့်ကိန်းအောင်နေရန်ချမ်းသာရန်အမှန်ဖြစ်ပေသည်ကိန်းအောင်နေရန်ချမ်းသာရန်အမှန်ဖြစ်ပေသည်ဒီเจ้าနေရာကိန်းအောင်မှုအတွက်ချမ်းသာဖို့အတွက်တဲ့ပြီးတော့နောက်တစ်ခုကဇာယိတုံဇဝိပတိတုံပေါ့ဇံဝင်စားရန်ရှုမှတ်ရန်ဧကံသိမေသည်တဲ့လိုက်ဆိုကြည့်ဇံဝင်စားရန်ရှုမှတ်ရန်ဧကံသိမေသည်ဇံဝင်စားရန်ရှုမှတ်ရန်ဧကံသိမေသည်ဒါသမထဇံဝိပဿနာဇံနေပေါ့ဒီဇံတွေကိုယောဂီပုဂ္ဂိုလ်တွေဝင်စားဖို့ရအတွက်အင်တန်သိလျော်ပါတယ်တဲ့ဒီကျောင်းဆောင်တွေကဒါမြတ်စွာဘုရားကိုယ်တော်တိုင်ဟောထားတဲ့အနုမောဒနာတရားပေါ့ပြီးတော့နောက်တစ်ခုလည်းဆက်ပြီးတော့ဟောမယ်နောက်တစ်ခုကနာသားတယောက်ကနေပြီးတော့မြတ်စွာဘုရားကိုလာပြီးတော့မေးလျှောက်လို့မြတ်စွာဘုရားဖြေကြားထားတဲ့သုတ်တန်လေးတစ်ပုဒ်ပေါ့လေအဲ့ဒီသုတ်တန်လေးမှာမြတ်စွာဘုရားကဘလို့ဖြေထားတုံးဆိုတော့အာနာဒောဗလာဒောဟောတိတဲ့ဒါကဘာပြောလို့ဆိုတော့အစားအသောက်လှူတဲ့ပုဂ္ဂိုလ်တွေဟာတဲ့ခွန်အားဗလာကိုလှူရရောက်တယ်တဲ့ဒါတော့အင်တန်ရှင်းပါတယ်နော်အစားအသောက်စားရမှာခွန်အားရှိတာကိုဒါကြောင့်အစားအသောက်လှူတဲ့ပုဂ္ဂိုလ်ဟာခွန်အားဗလာကိုလှူရရောက်တယ်တဲ့ပြီးတော့ဝဋ္ဌတော်ဟောတိဝနာတော်တဲ့အဝတ်အစားလှူတဲ့ပုဂ္ဂိုလ်တွေဟာတဲ့ရုပ်ရည်အဆင်းကိုလှူရရောက်တယ်တဲ့ဒါလည်းအင်တန်ရှင်းတာပဲလူတွေဆိုတာကအဝတ်အစားလေးတင်းတင်းတဲတဲနဲ့ဆိုရင်ကြည်ကောင်းတာပေါ့ထို့တူပဲလူရတန်းတဲ့ဒကာဒကမတွေပါလဲအဝတ်အစားလူလို့ရှိရင်ရုပ်ရည်စင်တင်းတဲတယ်တဲ့လိုမြတ်စွာဘုရားဟောတယ်ပြီးတော့ယာနာတော်ဒုက္ခတော်ဟောတိတဲ့ယင်လှူတဲ့ပုဂ္ဂိုလ်ဟာချမ်းသာဒုက္ခကိုလှူရရောက်တယ်တဲ့ယင်ဆိုတာမျိုးမျိုးပေါ့အခုနေခါဆိုရင်တော့ကားတို့ဆိုင်ကယ်တို့လှဲတို့စသဖြင့်ပေါ့လေဒီလိုယင်နေဖဏကစပြီးယင်ထဲမှာပါတယ်အဲ့ဒီယင်လူတဲ့ပုဂ္ဂိုလ်တွေကချမ်းသာဒုက္ခကိုလူရရောက်တယ်တဲ့ပြီးတော့ဒီပါတော်ဟောတိစက္ခုတော်တဲ့စီမီလူတဲ့ပုဂ္ဂိုလ်တွေဟာမျက်စိကိုလူရရောက်တယ်တဲ့လျှက်စစ်မီးတွေစီမီးတွေဒီလိုလူလို့ရှိရင်ဒါမျက်စိကိုပေးလူတာတဲ့ဘာကြောင့်လဲဆိုတော့မျက်စိဆိုတာအလင်းရောင်ရှိမှမြင်နိုင်တာအလင်းရောင်မရှိလို့ရှိရင်ဘလောက်မျက်စိကောင်းကောင်းမမြင်နိုင်ဘူးလေဒါကြောင့်စီမီးဆိုတာကမျက်စိကိုလူတာလို့
တယ်လို့မြတ်စွာဘုရားဟောတာပေါ့ဟောပြီးတော့မြတ်စွာဘုရားဗာဆက်ဟောတော့ဆိုတော့သောစသဗ္ဗတတော်ဟောတိယောတထာတိဥပတယအကျင့်ပုဂ္ဂိုလ်ကြတော့ကြောင်းလူတယ်တဲ့နေစရာကြောင်းနေပေါ့ယဟန်တန်ဃာတော်တွေအတွက်ဖြစ်စေပေါ့အခုလိုယောဂီသူတော်စင်တွေအတွက်ဖြစ်စေကြောင်းလူတယ်အဲ့ဒီကြောင်းလူတဲ့ပုဂ္ဂိုလ်ဟာတဲ့သဗ္ဗတတော်ဟောတိအလုံးစုံကိုလူရရောက်တယ်တဲ့လူတာကတော့ကြောင်းတစ်ခုတည်းလူတာနော်ဒါပေမဲ့စောစောပြောခဲ့တာတွေအကုန်လုံးလူရရောက်တယ်လို့မြတ်စွာဘုရားဒီလိုဟောတာပေါ့ဘယ်လိုတော့ဆိုတော့ဆိုပါတော့စောစောပြောတယ်အစားတောက်လူရင်ခွန်အားကိုလူရရောက်တယ်ဒီလိုပြောခဲ့တယ်အခုကြောင်းအလူကလည်းပဲခွန်အားကိုလူရရောက်တယ်တဲ့ဒါဖြင့်ကြောင်းလူတာနဲ့ဘယ်နဲ့ကြောင့်ခွန်အားကိုလူရရောက်ကြုံလို့ဒီလိုမေးစရာရှိတယ်အကယ်၍ကြောင်းသာမရှိလို့ရှိရင်ယဟန်တော်တွေရောယောဂီသူတော်စင်တွေရောသစ်ပင်အောက်တွေဝပင်အောက်တွေမှာထိုင်ပြီးတော့အားထုတ်ကြမယ်ဆိုလို့ရှိရင်အစားကောင်းတောက်ကောင်းတွေဘလောက်ပဲစားစားကြောင်းကမရှိတော့နေတန်နေလေတန်နေမိုးတန်နေနေဆိုတော့ခွန်အားဗလာကောင်းကောင်းမရှိနိုင်ဘူးပေါ့အဲ့ဒါလို့မဟုတ်ဘဲနဲ့ကိုเจ้าလေးထဲမှာအေးချမ်းချမ်းနဲ့နေရတယ်အိပ်ရတယ်ထိုင်ရတယ်ဆိုလို့ရှိရင်အဲ့ဒီယောဂီပုဂ္ဂိုလ်ဟာအစားကောင်းတောက်ကောင်းမစားရရင်တောင်မှရေလေးတောက်ပြီးထိုင်ရင်တောင်မှကြောင်းကောင်းကောင်းနဲ့အေးချမ်းချမ်းလေးနေလို့ရှိရင်ခွန်အားဗလာရှိနိုင်တာပေါ့ဒါကြောင့်မြတ်စွာဘုရားကကြောင်းလူတဲ့ပုဂ္ဂိုလ်ဟာတဲ့ခွန်အားဗလာကိုလည်းလူရရောက်တယ်လို့တယ်လို့ဟောတော်မူတာပေါ့ဒါတည်းမကဘူးမြတ်စွာဘုရားကကြောင်းလူတဲ့ပုဂ္ဂိုလ်ဟာရုပ်ရည်အစင်းကိုလည်းလူရရောက်တယ်တဲ့ကြောင်းမရှိဘဲနဲ့အပြင်ဘက်တွေမှာထိုင်မယ်ဆိုလို့ရှိရင်နေတန်နေလေတန်နေကြောင့်အဲ့ဒီပုဂ္ဂိုလ်ရဲ့ရုပ်ရည်အစင်းဟာမတင့်တယ်နိုင်ဘူးအင်္ဂါညှိုးငယ်နေမှာပေါ့အပူဓာတ်နေအေးဓာတ်နေနဲ့လေခန္ဓာကိုယ်ရလည်းညှိုးငယ်နေမယ်အသားရည်ကလည်းမကြည်မလင်ဖြစ်နေမယ်ပေါ့မဲချောင်မွဲချောင်နေမယ်ပေါ့အခုကြောင်းလေးတွေထဲမှာအေးချမ်းချမ်းနဲ့နေရတဲ့အတွက်အဲ့ဒီယောဂီသူတော်စင်တွေမှာအင်တန်းကိုအသားရည်တွေကြည်လင်နေမှာပေါ့တောက်ပနေမှာပေါ့ဒါကြောင့်ကြောင်းလူတဲ့ပုဂ္ဂိုလ်တွေဟာရုပ်ရည်အစင်းကိုလူရလဲရောက်တယ်လို့တယ်လို့မြတ်စွာဘုရားဟောကြားတော်မူတာပေါ့ဒါရင်ပကဘူးကြောင်းလူတဲ့ပုဂ္ဂိုလ်ဟာတဲ့ချမ်းသာဒုက္ခကိုလည်းလူရရောက်တယ်တဲ့ဒါကတော့အင်တန်းကိုထင်ရှားနေပါပြီကြောင်းမရှိလို့ရှိရင်စောစောပြောခဲ့တဲ့အတိုင်းအေးဓာတ်နေအပူဓာတ်နေတာရတလိษံဘေးတွေမွေကင်းဘေးတွေချစ်မှတ်ဘေးတွေပေါ့ဒီလိုဘေးအန္တရာယ်တွေနဲ့တွေ့ပြီးအင်တန်ဆင်းရဲရမှာပေါ့အခုကြောင်းလူထားတဲ့အတွက်ယောဂီသူတော်စင်တွေမှာချမ်းချမ်းသာသာနဲ့အားထုတ်နိုင်တာပေါ့ဒါကြောင့်ကြောင်းလူတဲ့ပုဂ္ဂိုလ်ဟာချမ်းသာဒုက္ခကိုလှူရလဲရောက်တယ်လို့တယ်လို့မြတ်စွာဘုရားဟောကြားတော်မူတာပေါ့ဒါရင်မကဘူးကြောင်းလူတဲ့ပုဂ္ဂိုလ်ဟာတဲ့မျက်စိကိုလှူရလဲရောက်တယ်တဲ့မျက်စိကိုဘလို့လှူရရောက်တော့ဆိုတော့ကြောင်းမရှိဘဲနဲ့အပြင်ဘက်တွေမှာပုံတော်သလိုနေမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်တွေမှာနေတန်လေတန်နေနဲ့မျက်စိတွေကျိမ့်မယ်ပေါ့မျက်စိတွေစမယ်ပေါ့ဒါကြောင့်မျက်စိတွေမှုံဝါးဝါဖြစ်ပြီးတော့လဲသွားတတ်တာပေါ့ဒါကြောင့်ဒီကနေ့ကြောင်းလူထားတဲ့တရားဓမ္မတွေရဲ့ကျေးဇူးကြောင့်ယောဂီတွေကြောင်းထဲမှာနေပြီးတော့ကြိုးစားပြီးတော့အားထုတ်ကြမယ်ဆိုလို့ရှိရင်မျက်စိယောဂါတွေမဖြစ်ကြတော့ဘူးပေါ့မျက်စိတွေကြည်လင်ကြမယ်တောက်ပကြမယ်ပေါ့ဒါကြောင့်ကြောင်းအလူဟာမျက်စိကိုလူရလဲရောက်တယ်လို့မြတ်စွာဘုရားကဒီလိုဟောတော်မူတာပေါ့ဒါလည်းမကသေးဘူးဗုဒ္ဓဝင်အထာကထာမှာမြတ်စွာဘုရားဟောထားတယ်ကြောင်းလူတဲ့ပုဂ္ဂိုလ်ဟာတဲ့အသက်ကိုလူရလဲရောက်တယ်တဲ့ဘာကြောင့်အသက်ကိုလူရရောက်တော့ဆိုလို့ရှိရင်ကြောင်းမရှိလို့ရှိရင်ဘေးရန်အန္တရာယ်တွေနဲ့တွေ့ပြီးတော့မြန်အသက်သေးနိုင်တဲ့အနေအထားတွေရှိတာပေါ့ဆရာတော်တစ်ပါးဆိုလို့ရှိရင်ကြောင်းမရှိဘဲနဲ့သုတ်တံမှာသွားပြီးတရားအထုတ်တာလူတွေကမသိတော့သုတ်တံနဲ့ကိုလေးခွနဲ့လှမ်းပြတာဆရာတော်တစ်ပါးမျက်စိကွယ်မှုတယ်သုတ်တံနဲ့မှာအထုတ်တဲ့ဆရာတော်တစ်ပါးဒါဘာကြောင့်လို့ဆိုတော့ကြောင်းမရှိဘူးလေကြောင်းမရှိဘဲနဲ့သုတ်တံနဲ့သွားအထုတ်တဲ့ခါကျတော့လူတွေကအယံကာရောလေးခွတို့ဘတ်တို့နဲ့ပြစ်လိုက်တဲ့အခါမှာအန္တရာယ်တွေထိနိုင်တာပေါ့အခုဒီမှာကြောင်းနေဆောက်လူထားတော့ယောဂီသူတော်စင်တွေအထုတ်ကြတယ်အထုတ်တော့ကလေးတွေဘာတွေကငှက်တွေဘာတွေပြစ်လို့လေးခွတွေဘာတွေရောက်လာတောင်မှမထိကြိုက်တော့ဘူးပေါ့အင်တန်းကိုချမ်းသာရရတယ်ဒီပြင်လည်းပဲအန္တရာယ်တွေအများကြီးရှိတာပေါ့အသက်သေးနိုင်လောက်တဲ့အန္တရာယ်တွေလည်းအများကြီးရှိတယ်ဒါကြောင့်ကြောင်းလူထားတဲ့ပုဂ္ဂိုလ်ဟာတဲ့အသက်ကိုလူရလဲရောက်တယ်လို့မြတ်စွာဘုရားဒီလိုဟောတယ်ဒါရင်မကသေးဘူးကြောင်းလူတဲ့ပုဂ္ဂိုလ်ဟာပฏิဘာနာဆိုတဲ့ဉာဏ်ပညာကိုလူရလဲရောက်တယ်တဲ့ဘယ်လိုဉာဏ်ပညာကိုလူရရောက်တယ်လို့ဆိုလို့ရှိရင်
မိမိတို့လူထားတဲ့ဒီကြောင်းထဲမှာနေပြီးယောဂီပုဂ္ဂိုလ်တွေကကြိုးကြိုးစားစားအားထုတ်ကြမှာလေအားထုတ်တဲ့အခါကျတော့တချို့လည်းပဲဝိပဿနာဉာဏ်นี่ဖြစ်ကြမှာပေါ့တချို့လည်းပဲဝိပဿနာဉာဏ်นี่ရင့်တန်သွားတဲ့အခါကျအရိယာမဂ်ဖို့ဉာဏ်นี่ဖြစ်ကြမှာပေါ့ဒါကြောင့်ကိုယ်အကြောင်းကိုအကြောင်းပြုပြီးတော့ဒီယောဂီသူတော်စင်တွေဝိပဿနာဉာဏ်นี่အရိယာမဂ်ဖို့ဉာဏ်นี่ဖြစ်သွားပြီဆိုလို့ရှိရင်အခုဒီနေ့လူတဲ့တရားဓမ္မတွေဟာအဲ့ဒီဝိပဿနာဉာဏ်အရိယာမဂ်ဖို့ဉာဏ်นี่ကိုလှူဒန်းရရောက်တယ်ပေါ့အသိဉာဏ်ကိုလှူရရောက်တယ်လို့မြတ်စွာဘုရားကဒီလိုဟောတော်မူတာပေါ့ဒါကတော့အားရစရာအကောင်းဆုံးပဲဝမ်းမြောက်စရာအကောင်းဆုံးလှူပေါ့အလှူတကအလှူထဲမှာအသိဉာဏ်ကိုလှူတဲ့အလှူဟာအကောင်းဆုံးလှူပဲဒါကြောင့်မြတ်စွာဘုရားကသဗ္ဗဒါနဓမ္မဒါနဇိနာတိလို့ဒီလိုပြောတာပေါ့အခုတရားဓမ္မတွေလှူနေတဲ့အလှူဟာတာမန်အလှူမဟုတ်ဘူးယောဂီသူတော်စင်တွေအသိဉာဏ်ဖြစ်ဖို့ဝိပဿနာဉာဏ်တွေဖြစ်ဖို့အရိယာမဂ်ဖို့ဉာဏ်တွေဖြစ်ဖို့ရအတွက်အထောက်ပံ့ပြုတဲ့အင်တန်ကြီးမားတဲ့ကုသိုလ်ကောင်းမှုတွေကိုပြုတာဖြစ်တဲ့အတွက်အင်တန်ကြီးကျယ်တဲ့အလှူပေါ့ဒါကြောင့်ပေါ်သေးသေးအလှူလို့သွားမထင်နဲ့မြတ်စွာဘုရားကဒီလူကိုအသိဉာဏ်လှူတဲ့အလှူကြီးအသိဉာဏ်ကိုလှူရရောက်တယ်လို့တလူဟောကြားတော်မူတာပေါ့ဒါကြောင့်ကျောင်းလှူတဲ့တရားဓမ္မတွေအင်တန်ကိုဝမ်းမြောက်ဝမ်းသာစရာကောင်းတာပေါ့ဒါကြောင့်မာဇီဆရာတော်ကြီးကဆောင်းမုတ်ကလေးရေးထားတာရှိတယ်။ကျောင်းလူသူဟာလုံးစုံမှာလှူရာရောက်ပေသည်တဲ့။ကျောင်းလူတဲ့ပုဂ္ဂိုလ်တွေဟာအလုံးစုံကိုလှူရာရောက်ပါတယ်လို့ဒီလိုအဓိပ္ပာယ်နဲ့ရေးထားတာပေါ့။ကိုင်ဆိုကြည့်လိုက်။ကျောင်းလူသူဟာလုံးစုံမှာလှူရာရောက်ပေသည်။ကျောင်းလူသူဟာလုံးစုံမှာလူရာရောက်ပေသည်ကျောင်းလူတဲ့လူဟာအလုံးစုံကိုလူတာပါပဲတဲ့တခုတခုလူတယ်လို့ဒီလိုမထင်နဲ့လူတော့ကတော့ကျောင်းမယ်လူတာဒါပေမဲ့လူရာရောက်တာတွေကြည့်လိုက်တော့အလုံးစုံကိုလူရာရောက်တယ်လို့တယ်လို့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုတော်တိုင်ဟောကြားထားတဲ့သုတ်တန်ရှိပါတယ်ပြီးတော့နောက်တစ်ချက်ပြောချင်တာကအင်္ဂုတ္တအဋ္ဌကထာမှာပြောထားတဲ့စကားလေးတွေပေါ့အင်္ဂုတ္တအဋ္ဌကထာမှာဘာပြောထားတုံးဆိုလို့ရှိရင်သောတာပန်လိုပဲဂတိမြဲတဲ့ပုဂ္ဂိုလ်တွေကိုအဲ့ဒီအဋ္ဌကထာဆရာကထုတ်ပြထားပါတယ်အဲ့ဒီဂတိမြဲတဲ့ပုဂ္ဂိုလ်တွေဟာဘယ်လိုပုဂ္ဂိုလ်တွေတုံးဆိုလို့ရှိရင်တိနိတရဏာနီတဲ့တရဏဂုံ၃ပါးမြဲတဲ့ပုဂ္ဂိုလ်တွေတဲ့ပြီးတော့ပိစသီလာနီတဲ့၅ပါးသီလမြဲတဲ့ပုဂ္ဂိုလ်တွေတဲ့ပြီးတော့ဧကံတလကဗတ္တံစရေးရံမဲဆွမ်းကိုအမြဲတမ်းလှူတဲ့ပုဂ္ဂိုလ်တွေတဲ့ပြီးတော့ဧကံပက္ခိကဗတ္တံတဲ့15ရက်တစ်ကြိမ်လှူတဲ့ပက္ခိကဗဆွမ်းကိုလှူနေတဲ့တရားဓမ္မတွေတဲ့ပြီးတော့ဧကံဝတ္တဝါတိကံတဲ့ဝါဇုသင်္ကန်းအမြဲတမ်းလှူတဲ့တရားဓမ္မတွေတဲ့ဒီတရားဓမ္မတွေဟာသောတာပန်လိုပဲဂတိမြဲတယ်လို့ဒီလိုထုတ်ပြထားတယ်အဲ့ဒီထက်မှာဧကောအာဝါသောဆိုပြီးဒီလိုပါတယ်ကျောင်းလူတဲ့တရားဓမ္မတွေတဲ့ကျောင်းလူတဲ့တရားဓမ္မတွေဟာတဲ့သောတာပန်လိုပဲဂတိမြဲတယ်လို့အဲ့ဒီအဋ္ဌကထာမှာထုတ်ပြထားပါတယ်တေတံပိဂတိနိဗ္ဗတာတဲ့အဲ့ဒီကျောင်းလူတဲ့တရားဓမ္မတွေမှာဂတိမြဲတယ်သောတာပန်သရိတာနေဝတာနိကုလာနိတဲ့အဲ့ဒီတရားဓမ္မတွေဟာသောတာပန်နေနဲ့တူပါတယ်လို့တယ်လို့ထုတ်ပြထားတာပေါ့ဒါကြောင့်ကျောင်းလူထားတဲ့တရားဓမ္မတွေဟာသောတာပန်အစစ်မဟုတ်ပေမဲ့ပေါ့သောတာပန်နဲ့အလားတူတဲ့ဂတိမြဲတဲ့ပုဂ္ဂိုလ်တွေပဲလို့ဒီလိုအဋ္ဌကထာဆရာကထုတ်ပြထားပါတယ်ဒါကြောင့်ကျောင်းလူထားတဲ့တရားဓမ္မတွေဆိုလို့ရှိရင်အပယ်၄ပါးရောက်ရမှလီလာတွေးပြီးမဘူးနဲ့ကြီးကြီးမားမားအကုသိုလ်သာမရှိလို့ရှိရင်ကျောင်းလူထားတဲ့တရားဓမ္မတွေဧကံမုတ်ချလူပြည်နတ်ပြည်ပဲသွားရမှာငရဲမသွားရဘူးတိရစ္ဆာန်မဖြစ်ရဘူးပြိတ္တာသူရကယ်တွေမဖြစ်ရဘူးပေါ့လုံလုံကဲကဲကြီးကြီးမားမားအကုသိုလ်တွေပြုရင်တော့လည်းမတားမြင်နိုင်ဘူးပေါ့အဲ့ဒါလိုလုံလုံကဲကဲကြီးကြီးမားမားအကုသိုလ်တွေပြုမထားပဲနဲ့အခုလိုကြောင်းလူထားတဲ့တရားဓမ္မတွေဆိုလို့ရှိရင်သေကြတယ်လာမဲ့ဘဝမှာအပယ်လေးပါမလာရဘူးလူပြည်နတ်ပြည်ပဲလာရမယ်လို့တယ်လို့အင်္ဂုတ္တအဋ္ဌကထာကသေသေးချာချာကိုမိတ်ဆိုထားပါတယ်ဒါကြောင့်ဒီနေ့တရားဓမ္မကြီးဒီတရားဓမ္မကြီးဒေါ်လုံးကြည်တို့ဆိုလို့ရှိရင်ဒီကြောင်းနေမဟုတ်ပါဘူးဟိုမှာဘုရားသူဖျားမှာလည်းပဲသူတို့ကြောင်းနေပါတယ်စောင့်လူထားတော့တကယ်ကြောင်းမှာကြောင်းတကာကြောင်းမှာအစ်စ်တွေပါပဲဒါကြောင့်ဒီကုသိုလ်ကောင်းမှုတွေဟာအင်တန်ကိုကြီးမားတဲ့ကုသိုလ်ကောင်းမှုတွေလို့ဒီလိုမှတ်သားပေါ့ဒါကြောင့်မာဇီဆရာတော်ကြီးက
ဆောင်းမုတ်ကလေးရေးထားတယ်ကျောင်းလူတော်ဝနိဗ္ဗာဒပုံညရှိသူမှာသောတာလိုပဲဂတိမြဲပယ်လဲသူမပြန်ဆိုပြီးဒီလိုရေးထားတာရှိတယ်ဒါလေးလိုက်ဆိုလိုက်ပေါ့ကျောင်းလူတော်ဝနိဗ္ဗာဒပုံညရှိသူမှာသောတာလိုပဲဂတိမြဲပယ်လဲသူမပြန်ကျောင်းလူတဝနိဗ္ဗာဒပုံညရှိသူမှန်သောတာလိုပဲဂတိမြဲပယ်လဲသူမပြန်ဒါကကျောင်းလူတဲ့ပုဂ္ဂိုလ်တွေသောတာပန်နဲ့တူတယ်ဆိုပြီးအင်္ဂုတ္တရအထကထာမှာအသေးအချာမိတ်ဆိုထားတာပါပဲပြီးတော့ကျောင်းလူတဲ့ပုဂ္ဂိုလ်တွေဟာအမြဲတမ်းကုသိုလ်ရနေတယ်နိဗ္ဗာဒကုသိုလ်ပေါ့နိဗ္ဗာဒကုသိုလ်ဆိုတာအမြဲမပြတ်ရနေတဲ့ကုသိုလ်ကြံတဲ့လူတွေဆိုတာအမြဲမပြတ်မရဘူးသင်္ကန်းလူတွေဆိုလို့ရှိရင်လည်းပဲအမြဲမပြတ်ကုသိုလ်မရဘူးဆွမ်းလူရင်လည်းအမြဲတမ်းမရဘူးဆေးလူရင်လည်းအမြဲတမ်းကုသိုလ်မရဘူးဟောကျောင်းလူထားပြီဆိုရင်အမြဲတမ်းကိုကုသိုလ်ရတာတွေးလိုက်တိုင်းကုသိုလ်ရတာပဲကိုယ်အိမ်မှာလုံရင်ကာရင်နေရင်ထိုင်ရင်နဲ့ပေါ့ဩငါယောဂီဆောင်တို့ကျောင်းတွေလူထားတာပါလားလို့တဲ့လိုတွေးလိုက်လို့ရှိရင်စိတ်ထဲမှာနှစ်သက်ဝမ်းမြောက်မှုပိဋိပါမောဇ္ဇလေးတွေဖြစ်လာတာပေါ့အဲ့ဒါကုသိုလ်စိတ်တွေပဲဒါကြောင့်တနေ့ကိုတစ်ခါတွေးရင်တစ်ခါကုသိုလ်ရတာပဲ10ခါတွေးလို့ရှိရင်10ခါကုသိုလ်ရတာပေါ့အကျဉ်းတရားတွေးလို့ရှိရင်အကျဉ်းတရားကုသိုလ်ရတာပဲဒါကြောင့်ကျောင်းလူတဲ့ပုဂ္ဂိုလ်တွေဟာနိဗ္ဗာဒအမြဲတမ်းလှူတဲ့အလူဖြစ်နေတဲ့အတွက်တဲ့အမြဲတမ်းကုသိုလ်ရနေတယ်လို့တဲ့လို့ဆိုတာပေါ့ဒါကြောင့်နေ့ဖြစ်စေညဖြစ်စေပေါ့ငါတို့ကျောင်းလူထားတာပဲလို့တွေးလိုက်တိုင်းပိဋိပါမောဇ္ဇတွေဖြစ်ပြီးအင်တန်းကိုကုသိုလ်ကောင်းမှုတွေတိုးသွားကြမှာပါပဲဒါကြောင့်မာစီဆရာတော်ကြီးကဒီကျောင်းလူတဲ့ပုဂ္ဂိုလ်တွေဟာတဲ့အမြဲတမ်းကုသိုလ်ရနေတယ်ဆိုတာလေးကိုဆောင်းပုဒ်ကလေးနဲ့စီထားတာပေါ့နေညက်မချကုသိုလ်များဖြစ်ပွားလေတော့သည်တဲ့နေညက်မချအမြဲတမ်းဖြစ်နေတာတဲ့ဒီလူဟာဒါကြောင့်လိုက်ဆိုကြည့်နေညက်မချကုသိုလ်များဖြစ်ပွားလေတော့သည်နေညက်မချကုသိုလ်များဖြစ်ပွားလေတော့သည်ဒါကြောင့်လူတဲ့ပုဂ္ဂိုလ်တွေမှာအမြဲတမ်းတွေးလိုက်တိုင်းကုသိုလ်တွေရမယ်ဆိုတဲ့ဒီအဓိပ္ပာယ်နဲ့မာစီဆရာတော်ကြီးရေးထားတာပေါ့ပြီးတော့နောက်ဘာပြောချင်တော့ဆိုလို့ရှိရင်သလင်္ကာဒါနဆိုတဲ့သုတ်တန်တစ်ပုဒ်ကိုဆက်ပြီးတော့ပြောချင်တယ်ဒါကအင်္ဂုတ္တမှာဟောထားတာအင်တန်လေးအားရစရာကောင်းတဲ့သုတ်တန်တစ်ပုဒ်ပါပဲမြတ်စွာဘုရားရှင်လက်ထက်ကလေဝေလူကန္တကဆိုတဲ့မြို့မှာနန္ဒမာတာဆိုတဲ့ဒကမာကြီးတယောက်ရှိဘူးတယ်အဲ့ဒီနန္ဒမာတာဆိုတဲ့ဒကမာကြီးကတာမန်ဒကမာကြီးတော့မထင်နဲ့သူကလူဘဝနဲ့နေပေမဲ့လို့အနာဂံဖြစ်နေတာသူကသောတာပန်သဂရဂံအနာဂံဆိုပြီးတော့အဆင့်3ဆင့်သူပြီးမြောက်တာတယ်ယဟနာဖြစ်ဖို့ရအတွက်တစ်ဆင့်ပဲကြာတယ်အနာဂံဖြစ်ုံနဲ့မကဘူးသူကလူတွေမှာအင်တန်ရခဲ့တဲ့ဇန်နေတောင်သူရတယ်ပထမဇန်ဒုတိယဇန်တတိယဇန်စတုထဇန်ဒီဇန်နေလဲသူကုန်ရတယ်အဲ့ဒီကမာကြီးကအဲ့ဒါလို့နဲ့နန္ဒမာတာဆိုတဲ့ဒကမာကြီးကမနဲ့မိုးလင်းတော့ပေါ့လေစောစောစီစီထားပြီးတော့မိုးတော့ရမှာတရားတွေပါတယ်ရွတ်တာသူကမြတ်စွာဘုရားဟောထားတဲ့ပါရာယနာဆိုတဲ့တရားတော်ကိုသူကစောစောထားရွတ်တာအဲ့ဒါလို့ရွတ်နေတဲ့အခါမှာဝိသဝနာမင်းကြီးကမြောက်ရကနေပြီးတော့တောင်ရကိုကောင်းကင်ကနေပြီးသွားတာပေါ့သွားတဲ့အခါကျတော့အဲ့ဒကမာကြီးရွတ်တဲ့တရားသံကိုကြားတယ်ကြားတဲ့အခါကျတော့သူကရပ်ပြီးတော့နားထောင်နေတာအဲ့ဒါလို့နဲ့ရပ်ပြီးနားထောင်နေတော့အဲ့ဒကမာကြီးလည်းတရားရွတ်လဲပြီးရောဝိသဝနာမင်းကြီးကသာဓုခေါ်တာပေါ့အဲ့ဒါလို့သာဓုခေါ်တော့နန္ဒမာတာဆိုတဲ့ဒကမာကြီးကဘာပြောတော့သူအခုသာဓုခေါ်တာဘယ်သူတော့ဆိုတော့အကျွန်ုပ်ကဝိသဝနာမင်းကြီးပါတဲ့အဲ့ဒါလို့ပြောတယ်ပြောတဲ့အခါကျတော့ဒကမာကြီးကအဲ့ဒါလို့ဆိုရင်ဒီနေ့ရွတ်ဖတ်ရတဲ့ကုသိုလ်ကောင်းမှုတွေရဲ့အဖို့ဘာကကိုတဲ့သင်ဝိသဝနာမင်းကြီးကိုဧည့်သည်တွေအတွက်လက်ဆောင်နေနဲ့ပေးပါတယ်လို့သူ့ကိုအမျှပေးဝေတာပေါ့အဲ့ဒါလို့အမျှပေးဝေတဲ့အခါကျတော့ဝ
ဝိသဝန္ဒမင်းကြီးကဘာပြောတော့ဆိုတော့အေးပါတဲ့သင်ပေးတဲ့လက်ဆောင်ကိုလည်းငါယူပါတယ်တဲ့နောက်တစ်ခုငါပြောချင်တာကားတဲ့ဒီနေ့မနေ့မှာပဲတဲ့အရှင်သာရိပုတ္တရာနဲ့အရှင်မောက္ကလံရဟန်းပေါင်းချရပြီးတော့ဒီမြို့ကိုဒီနေ့မနေ့စောစောရောက်လိမ့်မယ်တဲ့သူတို့မှဆွန်းလည်းမစားရသေးဘူးတဲ့ဒါကြောင့်သူတို့အတွက်ဆွန်းစီစဉ်ပါတဲ့စီစဉ်ပြီးတော့ငါအတွက်လည်းအမြတ်တမ်းပေးဝေပါအောင်လို့ဝိသဝန္ဒမင်းကြီးကအဲ့လိုပြောတယ်ပြောတဲ့အခါကျတော့နန္ဒမာတာဆိုတဲ့ဒကမာကြီးကအင်တန်ဝမ်းသာတာပေါ့အရှင်သာရိပုတ္တရာအရှင်မောက္ကလံဆိုတာတကယ်မြတ်စွာဘုရားရှင်ရဲ့လက်ရာနဲ့လက်ဝဲရာဒိဋ္ဌိကျေသာဝကကြီးတွေကိုဒါကြောင့်ဝမ်းမြောက်ဝမ်းသာနဲ့စိုးစိုးစီးစီးထားပြီးဆုံးနေချက်တယ်ဆုံးနေချက်ပြီးရှင်သာရိပုတ္တရာရှင်မောက္ကလံရဟန်းတော်ကြီးကြွလာပြီဆိုတော့သွားပင့်တာပင့်ပြီးတာနဲ့မနဲ့ဆုံးကတ်တာပေါ့အဲ့ဒါလိုနဲ့ဆုံးကတ်နေတဲ့အချိန်မှာမြတ်စွာဘုရားရှင်ကသာဝတိမြို့ဇေတဝန်ကျောင်းမှာရှိနေတာအဲ့ဒီဇေတဝန်ကျောင်းကနေပြီးတော့မြတ်စွာဘုရားကဒိဗ္ဗစက္ခုအဘိညာဉ်နဲ့လှမ်းကြည့်တာလှမ်းကြည့်တဲ့အခါကျတော့နန္ဒမာတာဆိုတဲ့ဒကမာကြီးကအရှင်သာရိပုတ္တရာရှင်မောက္ကလံမှုရှိတဲ့သံဃာတော်တွေကိုဆုံးကနေတာကိုမြတ်စွာဘုရားကဒိဗ္ဗစက္ခုအဘိညာဉ်နဲ့မြင်တာပေါ့မြင်တဲ့အခါကျတော့ဟိုမှာတရားဟောနေတဲ့ရဟန်းတော်တွေကိုဘယ်လိုဟောနေတော့ဆိုတော့ရဟန်းတော်တဲ့ဝေလူကန္တကမြို့မှာနေတဲ့နန္ဒမာတာဆိုတဲ့ဒကမာကြီးဟာတဲ့သာရိပုတ္တရာမောက္ကလံမှုပြုရှိတဲ့အမှုရှိတဲ့သံဃာတော်တွေကိုတဲ့အင်္ဂါ6ပါးနဲ့ပြည့်စုံတဲ့အလှူဒါနာကြီးပြုနေပြီလို့မြတ်စွာဘုရားတရားဟောတယ်အဲ့ဒီမှာဆလင်္ကာဒါန3ဆိုပြီးရှိတယ်အင်္ဂါ6ပါးနဲ့ပြည့်စုံတဲ့အလှူကြီးပြုနေပြီတဲ့အဲ့ဒါလိုမြတ်စွာဘုရားဟောပြီးတော့အင်္ဂါ6ပါးဘာတွေတုံးဆိုပြီးဆက်ပြီးတော့ဟောတယ်အင်္ဂါ6ပါးကဒကာဒကမတွေမှာပြည့်စုံရမယ်အင်္ဂါ3ပါးပေါ့ပြီးတော့ယဟန်တော်တွေမှာပြည့်စုံရမယ်အင်္ဂါ3ပါးပေါ့ဒကာဒကမနဲ့အလှူခံနှစ်ဖက်ပေါ့ပြည့်စုံရမယ်အင်္ဂါ3ပါးစီအလုံးပေါင်း6ပါးပေါ့လေအဲ့ဒီ6ပါးတွေကဒကာဒကမတွေပြည့်စုံရမယ်အင်္ဂါဆိုတာဘာတွေတုံးဆိုလို့ရှိရင်ပုပ္ပေဝဒါနာသူမနောဟောတိလှူတဲ့တန်းတဲ့ဒကာဒကမတွေဟာတဲ့မလှူခင်မတန်းခင်မှာကြိုပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်ကြရတယ်တဲ့အဲ့ဒါကိုပုပ္ပစေရနာလို့တဲ့လိုလဲခေါ်တာပေါ့ဥမာဆိုပါတော့ယောဂီဆောင်လှူတော့တန်းနေမယ်ဆိုလို့ရှိရင်အခုရေစမ်းမချခင်ပေါ့စောစောစီးစီးယောဂီဆောင်စပြီးဆောင်းမယ်လို့စိတ်ကူးကြတဲ့ကလေအဲ့ဒီကြတဲ့ကဝမ်းမြောက်ဝမ်းသာတွေဖြစ်လာပြီပြီးတော့ဆောင်းလုံးနေစဲမှာလည်းပဲယောဂီဆောင်ဆောင်းနေတယ်ဆိုပြီးဝမ်းမြောက်ဝမ်းသာတွေဖြစ်နေတာပေါ့အဲ့ဒါလို့အခုလိုမလှူခင်မတန်းခင်ရှေးဖို့မှလည်းပဲဝမ်းမြောက်ဝမ်းသာဖြစ်ရမယ်တဲ့ဒါကအင်္ဂါတစ်ချက်ပေါ့ဒကာဒကမတွေမှာပြည့်စုံရမယ်အင်္ဂါတစ်ချက်ပေါ့ပြီးတော့နောက်တစ်ချက်ကတဒံစိတ်တံပတာရီတိတဲ့အခုလိုလှူးနေစေအခါမှာလဲဝမ်းမြောက်ဝမ်းသာဖြစ်ရမယ်တဲ့ဒါကအင်္ဂါတစ်ချက်ပေါ့နောက်တစ်ချက်ကဘာလို့ဆိုဓာတဝအတ္တမနောဟောတိတဲ့လှူပြီးတဲ့နောက်မှာလဲပဲဝမ်းမြောက်ဝမ်းသာဖြစ်နေရမယ်ဒါအင်္ဂါ3ချက်ပေါ့ဒကာဒကမတွေမှာလှူဒန်းလုပ်လို့ရှိရင်မလှူခင်ကလည်းဝမ်းမြောက်ရမယ်အခုလိုလှူးနေစေမှာလည်းပဲဝမ်းမြောက်ရမယ်ပေါ့လှူပြီးနောက်ပိုင်းမှာလည်းဝမ်းမြောက်ရမယ်ဒီအင်္ဂါ3ချက်နဲ့ညီညွတ်ရမယ်တဲ့ပြီးတော့ယဟန်တော်တွေပဲအလှူခံတွေဘက်ကလည်းပဲအင်္ဂါ3ချက်နဲ့ညီညွတ်ရမယ်တဲ့အင်္ဂါ3ချက်ကဘာတော့ဆိုလို့ရှိရင်ဝိတရာဂဝါဟွန်တိရာဂဝိနယဝါတဲ့ပฏิပန္နာတဲ့ဒါကဘာပြောတော့ဆိုတော့အလှူခံပုဂ္ဂိုလ်တွေဟာတဲ့ရာဂကင်းနေတဲ့ပုဂ္ဂိုလ်ရင်လည်းဖြစ်ရမယ်ရာဂဆိုတာလောဘပဲတဏှာပဲလောဘတဏှာကင်းနေတဲ့ပုဂ္ဂိုလ်ရင်လည်းဖြစ်ရမယ်တဲ့ဒါယဟန္တာကိုပြောတာအလှူခံပုဂ္ဂိုလ်ကယဟန္တာရင်လည်းဖြစ်ရမယ်တဲ့ဒါမှမဟုတ်လို့ရှိရင်လည်းပဲရာဂကင်းအောင်ကျင့်နေတဲ့ပုဂ္ဂိုလ်ရင်လည်းဖြစ်ရမယ်လို့ဒါလိုအင်္ဂါတစ်ချက်ပေါ့မြတ်စွာဘုရားဟောတယ်ပြီးတော့ဝိတာဒေါသဝါဟွန်တိဒေါသဝိနယဝါပฏิပန္နာတဲ့နံပါတ်2ချက်ကအလှူခံပုဂ္ဂိုလ်တွေဟာတဲ့ဒေါသကင်းနေတဲ့ယဟန္တာပုဂ္ဂိုလ်ရင်လည်းဖြစ်ရမယ်ဒါမှမဟုတ်လို့ရှိရင်လည်းယဟန္တာမဟုတ်လေတဲ့ဒေါသကင်းအောင်ကျင့်နေတဲ့ပုဂ္ဂိုလ်ရင်လည်းဖြစ်ရမယ်တဲ့ဒါကအင်္ဂါ2ချက်ပေါ့ပြီးတော့နောက်တစ်ချက်ကဘာတော့ဆိုတော့ဝိတာမောဟဝါဟွန်တိမောဟဝိနယဝါပฏิပန္နာတဲ့အလှူခံပုဂ္ဂိုလ်တွေဟာမောဟကင်းနေတဲ့ယဟန္တာပုဂ္ဂိုလ်ရင်လည်းဖြစ်ရမယ်ယဟန္တာပုဂ္ဂိုလ်မဟုတ်သေးတောင်မှမောဟကင်းအောင်ကျင့်နေတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဒါကအင်္ဂါတစ်ချက်ပေါ့အလုံးပေါင်းအင်္ဂါ3ချက်ပေါ့ဒါကြောင့်လူတဲ့တန်းတဲ့ပုဂ္ဂိုလ်တွေမှာလည်းပဲအင်္ဂါ3ချက်
အလူကံပုဂ္ဂိုလ်တွေမှာလည်းအင်္ဂါ၃ချက်ပေါ့အဲ့ဒီအင်္ဂါ6ချက်နဲ့သာပြည့်စုံမယ်ဆိုလို့ရှိရင်အဲ့ဒီအလှူဒါနဟာရေတွက်လို့ကိုမရနိုင်ပါဘူးတဲ့မြတ်စွာဘုရားရှင်ကဆလင်ကသမနာကတာယဒက္ခိနာယနသုကရံပုံညတပမာဏဂဟိတောဒီလိုပြောတာအဲ့ဒီအင်္ဂါ6ပါးနဲ့ပြည့်စုံလို့ရထားတဲ့ကုသိုလ်ကောင်းမှုရဲ့ပမာဏကိုဒီ၍ဒီများရှိတယ်ဆိုတာကိုရေတွက်လို့မရနိုင်ပါဘူးတဲ့ဒါဖြင့်ဘလို့ပြောမလို့ဆိုလို့ရှိရင်အသင်္ချေယောအပမေယောတဲ့အသင်္ချေယောတဲ့မရေမတွက်နိုင်လောက်အင်တန်များတယ်လို့ပြောရမယ်အပမေယောတဲ့မတိုင်းတာနိုင်လောက်အောင်အင်တန်များတယ်လို့ပြောရမယ်တဲ့ပြီးတော့မဟာပုံညက်ခန္ဓာတွေဝသင်္ခံကိစ္စတိတဲ့ကြီးမားတဲ့ကုသိုလ်ကောင်းမှုအစုအပုံကြီးလို့ဒီလိုပဲပြောရမှာပဲတဲ့မြတ်စွာဘုရားကရေတွက်လို့မရတော့ဘူးလေရေတွက်လို့မရတော့ကုသိုလ်တွေကဒီလောက်ရှိတယ်လို့ဒီလိုပိုင်းဖြတ်လို့မရဘူးတဲ့မရတော့ပြောချင်လို့ရှိရင်ဘယ်လိုပြောမလို့ဆိုအင်မတန်ကြီးမားတဲ့ကုသိုလ်ကောင်းမှုအစုပုံကြီးလို့ဒီလိုပဲပြောရတော့မယ်လို့မြတ်စွာဘုရားဒီလိုဟောတာပေါ့ဥပမာအနေနဲ့တောင်မြတ်စွာဘုရားဟောတော်မူသေးတယ်ဥပမာတဲ့မဟာသမုဒ္ဒရာကြီးရှိတယ်ဆိုပါတော့တဲ့အဲ့ဒီမဟာသမုဒ္ဒရာတွေကရေတွေကိုရေတွက်ကြည့်လို့မရနိုင်ပါဘူးတဲ့ပြည်တောင်းနဲ့ချစ်မယ်ဆိုရင်ပြည်တရားရှိတယ်လို့ရေတွက်လို့မရဘူးပြည်ပေါင်း1000တသိန်းတသန်းရှိတယ်လို့လည်းရေတွက်လို့မရဘူးအဲ့ဒါလိုမဟာသမုဒ္ဒရာတွေရဲ့ရေတွေဟာဘယ်လောက်အတိုင်းအတာရှိတယ်လို့ရေတွက်လို့မရနိုင်သလိုပါပဲတဲ့အခုဒီအင်္ဂါ6ပါးနဲ့ပြည့်စုံတဲ့အလှူဟာလည်းပဲကုသိုလ်ကောင်းမှုတွေဘယ်လောက်များပါတယ်လို့မြတ်စွာဘုရားတောင်းရေတွက်ပြလို့မရနိုင်လောက်အောင်များပါတယ်လို့မြတ်စွာဘုရားကဒီလိုဟောတော်မူတာပေါ့အင်တန်ကိုကြီးကျယ်တဲ့အလှူကြီးပေါ့ဒီအင်္ဂါ6ပါးနဲ့ပြည့်စုံတဲ့အလှူဆိုတာကတခြားအလှူမထင်နဲ့အခုဒီတရားဓမ္မတွေလှူနေတဲ့အလှူပါပဲ။ဘာကြောင့်လဲဆိုတော့အခုတရားဓမ္မတွေလှူကြတယ်ဆိုတာကမလှူခင်မှာလည်းပဲဒီယောဂီဆောင်ကြီးစပြီးတော့မဆောက်ခင်တည်းကဝမ်းမြောက်ဝမ်းသာနဲ့သူတို့ဆောက်ကြတာပေါ့။ဒါအင်္ဂါတစ်ချက်ညီနေပြီ။အခုလှူနေတဲ့အခါမှာလည်းပဲဦးဇင်းကအနုမောဒနာတရားတွေဟောတော့ဝမ်းမြောက်ဝမ်းသာတွေဖြစ်နေမှာပဲ။ဒါလည်းပဲအင်္ဂါတစ်ချက်ညီနေပြီ။ပြီးတော့လှူပြီးနောက်ပိုင်းမှာလည်းပဲဒီကုသိုလ်ကောင်းမှုကိုပြန်ပြီးဝမ်းမြောက်နေမယ်ဆိုလို့ရှိရင်ဒီအင်္ဂါလည်းညီနေမှာပဲ။ဒါကြောင့်တရားဓမ္မတွေမှာအင်္ဂါ၃ချက်နဲ့ညီနေတာပေါ့။ဒါဖြင့်အလူကံပုဂ္ဂိုလ်တွေဘက်ကရောညီသလားလို့စိတ်ကြည့်ပေါ့။ညီတာပဲ။ဘယ်လိုညီတော့ဆိုတော့ဒီယောဂီဆောင်ထဲမှာလာနေတဲ့ပုဂ္ဂိုလ်တွေကသာမန်သူလိုကိုလိုကာမဂုဏ်ခံစားနေတဲ့ပုဂ္ဂိုလ်တွေလာနေမှာမဟုတ်ဘူး။ဒီယောဂီဆောင်တွေထဲမှာနေပြီးတော့သူတို့ဟာရာဂကင်းအောင်ကျင့်ကြမှာလောဘကင်းအောင်ကျင့်ကြမှာတဏှာကင်းအောင်ကျင့်ကြမှာပြီးတော့ဒေါသတွေကင်းအောင်ကျင့်ကြမှာမောဟတွေကင်းအောင်ကျင့်ကြမှာဒါကြောင့်ဒီယောဂီဆောင်ထဲမှာနေနေတဲ့ပုဂ္ဂိုလ်တွေဟာရာဂဒေါသမောဟဆိုတဲ့ဒီတရားတွေကိုအ ਨੇ ပါအောင်ကျင့်နေတဲ့ပုဂ္ဂိုလ်တွေနေမှာဖြစ်တဲ့အတွက်အလူကံပုဂ္ဂိုလ်တွေအတွက်အင်္ဂါ၃ချက်လည်းအကုန်လုံးညီညွတ်နေတာပေါ့ဒါကြောင့်အင်္ဂါ6ပါးနဲ့ပြည့်စုံတဲ့ဆလင်္ကာဒါနဆိုတာကတခြားသွားမကြည့်နဲ့အခုတရားဓမ္မတွေလူနေတဲ့အလူပဲအင်မတန်ကြီးကျယ်တဲ့အလူလို့ဒါကြောင့်ဦးဇင်းကပြောတာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကအဲ့ဒါလိုဟောကြားတော်မူတာပေါ့ဒါကြောင့်ဒီကနေ့ကုသိုလ်ကောင်းမှုပြုကြတဲ့တရားဓမ္မတွေမြတ်စွာဘုရားဟောထားတဲ့တရားတော်နဲ့အညီပေါ့ငါတို့ဒီနေ့အင်္ဂါ6ပါးနဲ့ပြည့်စုံတဲ့လူကြီးကိုလူခွင့်ရပြီလို့ဒါလုံးနှလုံးသွင်းပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်ရမှာပေါ့အဲ့ဒါလိုဝမ်းမြောက်ဝမ်းသာဖြစ်ပြီးဒီပီတိပါမောဇတွေကနေဆင့်ကဲဆင့်ကဲအကျိုးပေးသွားမယ်ဆိုလို့ရှိရင်အခုလိုတရားနာနေရင်တောင်မှဝိပဿနာဉာဏ်တွေလည်းဖြစ်နိုင်တယ်အရိယမတ်ဖို့တိလည်းရောက်နိုင်တယ်လို့မြတ်စွာဘုရားကိုတော်တိုင်ဟောကြားထားတာရှိတာပေါ့ထင်ရှားတာပြောရမယ်ဆိုလို့ရှိရင်ဝိသခကျောင်းမှာကြီးလျှောက်ထားတာရှိတယ်ဝိသခကျောင်းမှာကြီးကအလှူဒါနတွေဘာကြောင့်ပြုဘယ်အကျိုးတရားကိုလိုချင်လို့ဒီကုသိုလ်ကောင်းမှုတွေကိုလုပ်တယ်လဲလို့မြတ်စွာဘုရားကမေးလို့ဝိသခကျောင်းမှာကြီးကဖြေထားတယ်ဘယ်လိုဖြေထားတုံးဆိုတော့ကုသိုလ်ကောင်းမှုတွေဒါနကုသိုလ်ကောင်းမှုတွေလုပ်တယ်လုပ်တဲ့အခါမှာအနည်းငယ်နှစ်သိမ့်အာရမှုဆိုတဲ့ပါမောဇဖြစ်မယ်ဗျာပါမောဇဖြစ်လို့ရှိရင်ပါမောဇရဲ့အစွမ်းကြောင့်အာကြီးတဲ့နှစ်သိမ့်အာရမှုပီတိဖြစ်လိမ့်မယ်ဗျာပီတိဖြစ်လို့ရှိရင်လည်းပတ္တတိဆိုတဲ့ကိုယ်စိတ်ငြိမ်းချမ်းမှုဖြစ်လိမ့်မယ်ဗျာကိုယ်စိတ်ငြိမ်းချမ်းမှုဖြစ်လို့ရှိရင်လည်းဒုက္ခဆိုတဲ့ချမ်းသာမှုဖြစ်လိမ့်မယ်ဗျာချမ်းသာမှုဖြစ်လို့ရှိရင်လည်းသမာဓိဆိုတဲ့စိတ်တည်ကြည်မှုဖြစ်လိမ့်မယ်ဗျာစိတ်တည်ကြည်မှုဖြစ်လို့ရှိရင်လည်းဒီဘဝမှာတင်ကိုအိန္ဒရိယဘာဝနာဗလဘာဝနာဘုဇင်္ဂဘာဝနာဆိုတဲ့ဒီဘောဓိပက္ခိယတရားတွေဖြစ်လိမ့်မယ်ဗျာအဲ့ဒီဘောဓိပက္ခိယတရားတွေဖြစ်အောင်လို့
တပည့်တော်ဟာဒီလူတွေကိုလှူကျင်တာပါလို့ဝိသခာအကြောင်းပါကြီးကအဲ့ဒါလိုလျှောက်တယ်လျှောက်တော့မြတ်စွာဘုရားလည်းဟုတ်တယ်တဲ့သင်ပြောတဲ့အတိုင်းပဲဟုတ်တယ်မှန်တယ်ဆိုပြီးတော့တာရုခေါ်ပြီးတော့မြတ်စွာဘုရားကသူတောင်းတဲ့အလှူတွေကိုခွင့်ပြုတော်မူတာပေါ့ဒါကြောင့်ဒါနဆိုတာကနောင်ဘဝမှာအကျိုးကျေးဇူးရလိမ့်မယ်လို့ဒီလိုမထင်နဲ့အခုမျက်မှောက်ဘဝတွင်ကိုဝိပဿနာဉာဏ်นี่ဖြစ်စေနိုင်တယ်အရိယမတ်ဖို့ဒီလည်းရောက်နိုင်တယ်ဆိုတာကိုဘုရားဟောကြားငံနေရအခိုင်အမာသိရတာပေါ့ဒါကြောင့်ဒီနေ့လူနေတန်းနေတဲ့တရားဓမ္မတွေလူရင်းတန်းရင်းနဲ့လည်းပဲရှုမှတ်ပြီးတော့သွားမယ်ဆိုလို့ရှိရင်ဝိပဿနာဉာဏ်นี่အရိယမတ်ဖို့ဒီရောက်သွားနိုင်တာပေါ့ရောက်သွားဆိုတာလည်းပဲရှုနီးမှတ်နီးကိုသိထားမှလည်းပဲရောက်နိုင်တာရှုနီးမှတ်နီးကိုမသိလို့ရှိရင်တော့လည်းမရောက်နိုင်ဘူးပေါ့ဒါကြောင့်နောက်ဆုံးကြံတဲ့အချိန်လေးမှာတရားဓမ္မတွေဝိပဿနာရှုပုံလေးနည်းနည်းပါးပါးနီးရအောင်ဟောပြပေးမယ်ပေါ့ဝိပဿနာရှုတယ်ဆိုတာကဒီကိုယ်ခန္ဓာကိုယ်ထဲမှာရှိနေတဲ့တရားတွေကိုအမှန်တိုင်းသိအောင်လုပ်တာပေါ့အမှန်တိုင်းသိအောင်လုပ်တော့ဒီခန္ဓာကိုယ်ထဲမှာရှိနေတဲ့တရားတွေကဘယ်တရားတွေတုံးလို့မေးလို့ရှိရင်မျက်စိကနေဖြစ်နေတဲ့တရားတွေပေါ့ထို့တူပဲနားကနေဖြစ်နေတဲ့နှာခေါင်းကနေဖြစ်နေတဲ့လျှာကနေဖြစ်နေတဲ့ကိုယ်ကနေဖြစ်နေတဲ့စိတ်ကနေဖြစ်နေတဲ့တရားတွေပေါ့ဒီတရားတွေကိုအမှန်တိုင်းသိအောင်လုပ်တာပဲလုပ်တော့ဒီတရားတွေကိုအမှန်တိုင်းရှုမှအမှန်တိုင်းသိတာမရှုဘဲနဲ့နေရင်တော့မသိဘူးပေါ့ဒါကြောင့်အဲ့ဒီလိုရှုတဲ့နေရာမှာလည်းပဲနည်းနည်းကနေစပြီးတော့ရှုရတယ်အများကြီးကနေစရှုလို့ရှိရင်စရှုကမှာတမာရီမရနိုင်ဘူးမရနိုင်တော့နည်းနည်းကလေးကနေစရှုနည်းနည်းကလေးကနေရှုတော့ဘယ်ကနေစရှုမလို့ဆိုလို့ရှိရင်တင်ပလင်ခွေထိုင်ပေါ့ဒါမှမဟုတ်ရင်လည်းတခြားထိုင်နည်းနဲ့ထိုင်ပေါ့ထိုင်ပြီးလို့ရှိရင်ဝမ်းဘိုက်ကိုစိတ်ဆိုင်လိုက်ပေါ့ဝမ်းဘိုက်ကိုစိတ်ဆိုင်လိုက်တဲ့အခါမှာအသက်ရှူသွင်းလိုက်တော့ဝမ်းဘိုက်ကလေးတင်းလာမှာပေါ့တင်းလာတာလေးကိုစိတ်ကလေးနဲ့စိုက်ပြီးဖောင်းတယ်လို့ဒီလိုမှတ်ပေါ့အသက်ရှူထုတ်လိုက်တဲ့အခါဝမ်းဘိုက်ကလေးယော့သွားမှာပေါ့ယော့သွားလို့ရှိရင်ပိန်တယ်လို့မှတ်ပေါ့ဖောင်းလာလို့ရှိရင်ဖောင်းတယ်ပိန်ကျသွားလို့ရှိရင်ပိန်တယ်အဲ့ဒါလိုနဲ့ဖောင်းတယ်ပိန်တယ်ဖောင်းတယ်ပိန်တယ်ဒါလေးနှစ်ခုကစမှတ်ရတယ်ဒါနည်းနည်းချင်းကစရှူတာပေါ့ဒါလေးကိုမှတ်တော့ဒါလေးကတရားဟုတ်ပါမလားလို့တချို့ကစောရကတက်ချင်လဲတက်မယ်ဒါတရားအစစ်ပေါ့တင်းတယ်ယော့တယ်လှုပ်ရှားတယ်ဆိုတာဝါယောဓာတ်ဒါကြောင့်ကျမ်းဂန်တွေမှာဝိဋ္ဌံပနလက္ခဏာဝါယောဓာတုလို့ဒါလိုညွှန်ကြားထားတာပေါ့ဒါကြောင့်ထောက်ကန်တယ်တောင့်တွန်းတယ်လှုပ်ရှားတယ်ဆိုတာဒါဝါယောဓာတ်ကိုရှုနေတာဒါကြောင့်ဝါယောဓာတ်ဆိုတာဓာတ်ကြီး၄ပါးထဲမှာတစ်ပါးပါဝင်ပေါ့ခန္ဓာနဲ့ပြောမယ်ဆိုရင်ဒါရူပခန္ဓာကိုရှုနေတာရုပ်ကိုရှုနေတာဓာတ်အနေနဲ့ပြောမယ်ဆိုရင်ဝါယောဓာတ်ကိုရှုနေတာအနုပဒနာအနေနဲ့ပြောမယ်ဆိုရင်ကာယာနုပဒနာတတိပဋ္ဌာန်လို့ဒါလိုခေါ်တာပေါ့ဒါကြောင့်ဒီကနေစရှုဖောင်းတယ်ပိန်တယ်ဖောင်းတယ်ပိန်တယ်ဒါလေးကနေစရှုပါများတဲ့အခါကျတော့ဘာတွေသိလာမလို့ဆိုစိတ်ထွက်တာလေးတွေသိလာမှာပေါ့စိတ်ထွက်လို့ရှိရင်အဲ့ထွက်တဲ့စိတ်ကလေးရှုလိုက်ပေါ့စိတ်ထွက်ရင်ထွက်တယ်မှပေါ့ပျောက်သွားလို့ရှိရင်ဖောင်းတယ်ပိန်တယ်ပြန်မှစိတ်ကူးရင်လည်းစိတ်ကူးတယ်မှပေါ့တွေးရင်လည်းတွေးတယ်မှပေါ့ပျောက်သွားလို့ရှိရင်ဖောင်းတယ်ပိန်တယ်ပြန်မှပေါ့ဒါဖြင့်ဒီစိတ်ကူးလေးတွေမှတ်တယ်ဆိုတာကဘာကိုမှတ်နေတော့ဆိုရင်စိတ်ကူးတယ်ဆိုတာကနာမခန္ဓာတွေနာမ်ခန္ဓာတွေကိုရှုနေတာပေါ့ခန္ဓာဖွဲ့လို့ရှိရင်ဒါဝိညာဉ်နဲ့ခန္ဓာပေါ့ဝိညာဉ်နဲ့ခန္ဓာကိုရှုနေတာတဲ့တတိပဋ္ဌာန်နဲ့ပြောမယ်ဆိုလို့ရှိရင်ဒါစိတ်တာနုပဒနာတတိပဋ္ဌာန်လို့ခေါ်တာပေါ့ဒါကြောင့်ဖောင်းတယ်ပိန်တယ်ရှုလိုက်စိတ်ထွက်သွားရင်စိတ်ထွက်တာလေးရှုလိုက်တခါဖောင်းတယ်ပိန်တယ်ပြန်မှတ်လိုက်ပေါ့အဲ့ဒါလိုမှတ်လို့နောက်ပိုင်းမှာနာတာကျင်တာကြိုက်တာခဲတာလေးတွေပေါ်လာမှာပေါ့ပေါ်လာလို့ရှိရင်အဲ့ဒါလေးတွေလည်းမှတ်ပေါ့နာလို့ရှိရင်နာတဲ့နေရာလေးစိတ်ဆိုင်ပြီးတော့နာတယ်လို့မှတ်ပေါ့ကျင်တယ်ကြိုက်ရင်လည်းကြိုက်တယ်လို့မှတ်ပေါ့ပျောက်သွားလို့ရှိရင်ဖောင်းတယ်ပိန်တယ်ပြန်မှတ်ပေါ့နားမနေရဘူးဝိပဿနာဆိုတာနားလို့မရဘူးရှေ့အမှတ်နဲ့နောက်အမှတ်ရှေ့သမารီနဲ့နောက်သမารီဆက်နေမှတတိသမารီညာနေရအားရှိလွယ်တာဒါကြောင့်နားမနေနဲ့ညောင်းတာပျောက်သွားရင်ဖောင်းတာပိန်တာပြန်မှပူတာပျောက်သွားရင်ဖောင်းတာပိန်တာပြန်မှတင်းတာကြက်တာလေးတာပိတာတွေပျောက်သွားရင်ဖောင်းတာပိန်တာပြန်မှအဲ့ဒါလိုနီးနဲ့မှတ်သွားမယ်ဆိုလို့ရှိရင်နောက်ပိုင်းကျတော့တတိသမารီတွေကတရက်တည်းအားကောင်းလာမှာပေါ့အားကောင်းလာတဲ့အခါကျစိတ်ထွက်သွားတာတွေနည်းသွားမယ်ကျဲသွားမယ်အထွက်နည်းသွားမယ်နဲပြီးတမာရီအားကောင်းလာတဲ့အခါကျတော့အမှန်တိုင်းသိလာမှာအမှန်တိုင်းဘယ်လိုသိလာမလို့ဆိုလို့ရှိရင်ဥပမာဆိုတော့ဖောင်းတယ်လို့မှတ်တဲ့ခိုင်မှာတင်းမှုသဘောလှုပ်ရှားမှုသဘောလေးဒါလေးပဲအမှန်တိုင်းရှိတာပဲ
အဲ့ဒီဖောင်းနေတဲ့ခိုင်မှာတင်းတာလှုပ်ရှားတာလေးကအရှိသဘောအဟုတ်ရှိတာဒါလေးပဲရှိတာအဲ့ဒါလေးကိုမှတ်နေတဲ့သဘောပေါ့ဒီဖောင်းတက်လာတယ်ဆိုရင်ဖောင်းတက်လာတဲ့သဘောနဲ့အဲ့ဖောင်းတက်လာတဲ့ကိုမှတ်လိုက်တဲ့သဘောဒီသဘောလေးတွေဒီသားလေးအဟုတ်ရှိတဲ့သဘောဒီသဘောကလွဲပြီးတော့တခြားအမြဲတမ်းတည်နေတဲ့ပုဂ္ဂိုလ်မရှိဘူးတတ္တဝါမရှိဘူးအတ္တကောင်မရှိဘူးဖောင်းတာလေးကဘာလေးတော့မေးယောက်ျားလားမေးယောက်ျားလည်းမဟုတ်ဘူးမိန်းမလားမေးမိန်းမလည်းမဟုတ်ဘူးပုဂ္ဂိုလ်တ attva လားမေးပုဂ္ဂိုလ်တ attva လည်းမဟုတ်ဘူးလူလားမေးလူလည်းမဟုတ်ဘူးနတ်လားမေးနတ်လည်းမဟုတ်ဘူးဖောင်းတယ်ဆိုတာတင်းမှုသဘောသက်သက်ကလေးပဲဒါလေးသဘောပေါက်လာတာသဘောပေါက်လာတဲ့အခါကျတော့ယောဂီပုဂ္ဂိုလ်ကအော်ဖောင်းနေတဲ့အခိုင်မှာဖောင်းမှုလေးတည်တာလေအဟုတ်ရှိတာပဲပုဂ္ဂိုလ်တ attva ယောက်ျားမိန်းမဆိုတာကအဟုတ်မရှိတဲ့ပညာတရားတွေပဲလို့ဒီလိုသဘောပေါက်လာတာထို့တူပဲပိန်တယ်လို့ရှုခိုက်မှလည်းပဲပိန်မှုသဘောတရားတည်တာလေအဟုတ်ရှိတာပဲလို့သဘောပေါက်လာထို့တူပဲတွေးတယ်ကြံတယ်စိတ်ကူးတယ်လို့ရှုခိုက်မှလည်းပဲအာယုံကိုတိနေတဲ့သဘောတရားလေးပဲအဟုတ်ရှိတာပဲဒါလေးကယောက်ျားလည်းမဟုတ်ဘူးမိန်းမလည်းမဟုတ်ဘူးပုဂ္ဂိုလ်တ attva လည်းမဟုတ်ဘူးအာယုံတိမှုသဘောတရားတသက်ကလေးပဲလို့ဒီလိုသဘောပေါက်လာတာပေါ့ထို့တူပဲနားတယ်ကျင်တယ်ကြိုက်တယ်ခဲတယ်ဒီလိုရှုနေတဲ့အခါမှာလည်းပဲဒီနာမှုကျင်မှုကြိုက်မှုခဲမှုတွေကယောက်ျားလည်းမဟုတ်ဘူးမိန်းမလည်းမဟုတ်ဘူးပုဂ္ဂိုလ်တ attva လည်းမဟုတ်ဘူးဘာမှမဟုတ်ဘူးနာမှုသဘောတရားတသက်ကလေးကျင်မှုသဘောတရားတသက်ကလေးကြိုက်မှုခဲမှုသဘောတရားတသက်ကလေးပဲလို့ဒါလိုသဘောပေါက်လာတာပေါ့အဲ့ဒါလိုသဘောပေါက်လာတဲ့အခါမှာယောဂီပုဂ္ဂိုလ်ကဩလောကမှာသဘောတရားတသက်ပဲရှိတာပဲအမြဲတမ်းတည်နေတဲ့အတ္တကောင်ဆိုတာမရှိဘူးလို့ဒါလိုခိုင်ခိုင်မြဲမြဲကြီးကိုယ်စိတ်ထဲညာထဲမှာသဘောကျသွားတာပေါ့အဲ့ဒါလိုသဘောကျသွားတာကိုဒိဋ္ဌိဝိသုဒ္ဓိလို့ခေါ်တာဒါမြတ်စွာဘုရားဟောထားလို့အာနာပြီးသဘောကျတာမဟုတ်ဘူးဆရာသမားပြောထားလို့အာနာပြီးသဘောကျတာမဟုတ်ဘူးကိုယ်ညာထဲမှာကိုခိုင်ခိုင်မြဲမြဲကြီးရှင်းရှင်းလင်းလင်းကြီးသိသွားတာအဲ့ဒါလိုသိသွားလို့ရှိရင်ဒါဒိဋ္ဌိဝိသုဒ္ဓိစခန်းကိုရောက်သွားပြီလို့တလုံးနှလုံးသွင်းပြီးဝမ်းမြောက်ဝမ်းသာဖြစ်ရမှာပေါ့အဲ့ဒီကနေဆက်ပြီးတော့ရှုသွားလို့ရှိရင်ကိုရှုနေတဲ့တရားတွေရဲ့အစအလယ်ဆုံးဂုံသိလာတာပေါ့ဖောင်းမှုရဲ့အစအလယ်ဆုံးပိန်မှုရဲ့အစအလယ်ဆုံးစိတ်ကူးလေးတွေရဲ့အစအလယ်ဆုံးနာမှုကျင်မှုကြိုက်မှုခဲမှုလေးတွေရဲ့အစအလယ်ဆုံးဒီလိုဒီတရားတွေရဲ့အစရောအလယ်ရောအဆုံးရောအကုန်လုံးရှင်းလာတာညာထဲမှာရှင်းလာတဲ့အခါကျတော့မှတ်ပါများတော့ဘလို့သဘောကျသွားတယ်ဆိုတော့ဩငါခန္ဓာထဲမှာရှိတဲ့တရားတွေဟာဘာမှမမြဲတဲ့တရားတွေပဲမြဲတဲ့တရားတစ်ခုမှမရှိပါလားလို့ဒီလိုသဘောကျလာတာအဲ့ဒါကိုအနိစ္စ ानु ပဒနာဉာဏ်လို့ခေါ်တာပေါ့အဲ့ဒါလိုနဲ့မမြဲတာတွေမြင်လာတော့ဆက်ပြီးရှုတဲ့အခါကျတော့ဩငါခန္ဓာထဲမှာရှိနေတဲ့တရားတွေဟာဘာမှမကောင်းတဲ့တရားတွေပဲဘာမှအသုံးမကျတဲ့တရားတွေပဲလို့ဒီလိုလဲသဘောကျလာတာပေါ့ဒါကဒုက္ခကိုသိလာတာဒုက္ခ ानु ပဒနာဉာဏ်နဲ့အဲ့ဒါလိုနဲ့ဆက်ရှုတဲ့အခါကျတော့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့တရားတွေဟာအကြောင်းအားလျော်စွာဖြစ်နေတဲ့သဘောတရားသက်သက်ပဲငါမပိုင်တဲ့တရားတွေပဲအတ္တကောင်မဟုတ်တဲ့သဘောတရားတွေပဲလို့ဒီလိုလဲသဘောကျလာတာပေါ့ဒါကအနတ္တ ानु ပဒနာဉာဏ်ပေါ့အဲ့ဒါလိုနဲ့အာနိစ္စဒုက္ခအနတ္တဆိုတဲ့ဒီသဘောတရားတွေဟာအောက်ဉာဏ်တော့ကတော့ဒီလောက်မရှင်းသေးဘူးအထက်ဉာဏ်တွေရောက်လေရှင်းလေအထက်ဉာဏ်တွေရောက်လေရှင်းလေနဲ့နောက်ပိုင်းကြာလေရှင်းလေနဲ့ရှင်းလာတာရှင်းလာပြီးနောက်ဆုံးဒီအသိဉာဏ်တွေလုံးဝပြည့်စုံသွားတဲ့အခါကျတော့သင်္ခါရဆင်းရဲတွေငြိမ်းရာဖြစ်တဲ့နိဗ္ဗာန်ကိုအရိယမတ်ဖို့နဲ့ဖြုတ်ကနေဆိုတွေ့သွားတာပေါ့တွေ့သွားလို့ရှိရင်ဒါဒီပုဂ္ဂိုလ်ဟာသောတာပတ္တိမတ်ဖို့နဲ့နိဗ္ဗာန်ကိုတွေ့သွားပြီလို့ဒီလိုပြောတာပေါ့ဒါကြောင့်ဒီနေ့ကုသိုလ်ကောင်းမှုပြုကြတဲ့ပုဂ္ဂိုလ်တွေဒါနကုသိုလ်ကိုအကြောင်းပြုပြီးတော့ပိဋိပါမုဇ္ဇာတွေဖြစ်မယ်အဲ့ဒီပိဋိပါမုဇ္ဇာကနေပြီးတော့ပတ္တရိတို့ဒုက္ခတို့သမာဓိတို့အဲ့ဒီသမာဓိကနေအခြေခံပြီးအခုပြောတဲ့အတိုင်းဝိပဿနာဉာဏ်นี่ဆက်ပြီးတော့ရှုသွားမယ်ဆိုလို့ရှိရင်တရားဟောနေရင်တရားနာနေရင်တောင်မှဝိပဿနာဉာဏ်นี่ဖြစ်နိုင်တယ်အရိယာမတ်ဖို့ဒီတောင်ရောက်သွားနိုင်တယ်လို့ဒီလိုနှလုံးသွင်းပြီးတော့ဒါကိုယ်စိတ်ထဲမှာဝိပဿနာလဲရှုဖို့အခုတရားဟောနေရင်တရားနာနေရင်မဖြစ်တောင်မှနောင်ခါမှာကိုယ်အိမ်ပြန်ရောက်တဲ့ခါမှာဩငါတို့ယောဂီဆောင်လှူထားတာပဲလို့တွေးလိုက်တိုင်းပီတိတွေဖြစ်လာမှာဖြစ်လာလို့ရှိရင်ဝိပဿနာသာရှုပီတိဖြစ်နေတော့ဝိပဿနာရှုလို့ရှိရင်ဝိပဿနာဉာဏ်တွေကအလွယ်တကူဖြစ်နိုင်တယ်ဒါကြောင့်ကိုယ်အိမ်ရောက်တဲ့အခါကျတော့အခုဦးဇင်းဟောထားတဲ့ဝိပဿနာရှုနည်းတိုင်းဆက်ပြီးတော့ကြိုးကြိုးစားစားရှုမှတ်သွားကြဖို့ဒီကနေ့မိမိတို့လုပ်ထားတဲ့ကုသိုလ်ကောင်းမှုကတော့မြတ်စွာဘုရားဟောထားတဲ့တရားတော်နဲ့အညီပေါ့အင်မတန်ကြီးကျယ်တဲ့ကုသိုလ်ကောင်းမှုပဲလို့ဒါလိုနှလုံးသွင်းပြီးတော့ဝမ်းမြောက်ဝမ်းသာလည်းဖြစ်ပေါ့ဘယ်လောက်ကြီးကျယ်တဲ့ကုသိုလ်ကောင်းမှုလဲလို့မေးရင်မြတ်စွာဘုရားဟောထားတာပဲမဟာသမုဒ္ဒရာကြီးနဲ့တောင်နှိုင်းပြီးတော့ဟောထားတယ်
သမုဒ္ဒရာတွေရဲ့ရေတွေချင့်တွယ်လို့မရတယ်လို့ပါပဲတဲ့ဒီနေ့အင်္ဂါ6ပါးနဲ့ပြည့်စုံတဲ့မိမိတို့ပြုထားတဲ့ကုသိုလ်ကောင်းမှုတွေကိုလည်းပဲဘယ်လောက်ရှိတယ်လို့ချင့်တွယ်တိုင်းတာလို့မရနိုင်လောက်အောင်အင်မတန်ကြီးကျယ်တဲ့ကုသိုလ်တွေပါလို့ဘုရားရှင်ကိုယ်တော်တိုင်ဟောကြားထားတာဖြစ်တဲ့အတွက်ဒီနေ့ကုသိုလ်ကောင်းမှုပြုကြတဲ့တရားဓမ္မတွေအင်မတန်ဝမ်းမြောက်ဝမ်းသာဖြစ်ကြဖို့ဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့ဦးဇင်းဟောထားတဲ့စောစောဝိပဿနာရှုနည်းတွေလည်းဆက်လက်ပြီးတော့အထောက်သွားကြပေါ့ပြီးတော့နောက်တစ်ချက်ကလည်းပဲမိမိတို့လုပ်တဲ့ဒီနေ့ကုသိုလ်ကောင်းမှုဟာတခြားသာသနာပြုအလှူတွေနဲ့မတူဘူးမတူတဲ့အချက်ကဘာတုံးဆိုရင်ဒီပြင်သာသနာပြုအလှူတွေဆိုတာကအရိယာပုဂ္ဂိုလ်တွေကိုဓာတ်ရိုက်မွေးထုတ်မပေးနိုင်ဘူးအခုမိမိတို့လှူတဲ့အလှူကအရိယာပုဂ္ဂိုလ်တွေကိုဓာတ်ရိုက်မွေးထုတ်ပေးတဲ့အလှူပဲဒီเจ้าဆောင်တွေမှာနေပြီးတော့ယောဂီရိယတရားအထုတ်ကြမှာပေါ့ဝိပဿနာဉာဏ်တွေဖြစ်ကြမယ်တချို့အရိယာမတ်ဖို့ဒီရောက်ကြမယ်ပေါ့ကိုလှူတဲ့เจ้าဆောင်ထဲမှာသောတာပန်တစ်ပါးဖြစ်သွားပြီဆိုလို့ရှိရင်အဲ့ဒီလှူတဲ့တရားဓမ္မတွေလက်ခမောင်းသာခတ်ပြီးတော့မဖြစ်ဘူးလို့ဘယ်သူမှမပြောနိုင်ဘူးเนาะဒီเจ้าဆောင်ထဲမှာတရားအထုတ်ကြတဲ့ယောဂီတွေသောတာပန်တစ်ပါးသာဖြစ်ကြည့်အဲ့ဒီလှူကြတဲ့တရားဓမ္မတွေဒါအကျိုးကတော့အင်မတန်ကိုကြီးကျယ်တဲ့အကျိုးတွေကိုရမှာဒါကြောင့်မိမိတို့လှူတဲ့လူဟာသောတာပန်တွေကိုမွေးထုတ်နေတဲ့လူအရိယာပုဂ္ဂိုလ်တွေကိုမွေးထုတ်နေတဲ့လူလို့ဒီလိုနှလုံးသွင်းပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်ကြပေါ့အဲ့ဒီလိုဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့ဒီနေ့မိမိတို့ရရှိထားတဲ့ကုသိုလ်ကောင်းမှုတွေကိုဒီနားမှာရှိနေတဲ့မြင်ရမမြင်ရတဲ့သတ္တဝါတွေရောကွယ်လွန်သွားတဲ့အဖိုးဖွားအမိဖတွေရောအကုန်လုံးမိမိတို့နဲ့ထပ်တူထပ်မြတ်ကုသိုလ်ကောင်းမှုရဖို့ပါကကိုအမြရ၍ကိုယ်စိတ်နှပြချမ်းသာကြပါစေလို့ဒီလိုမေတ္တာကရုဏာစိတ်ထားနဲ့ရည်စက်သွန်းချပြီးတော့အမြတ်တမ်းပေးဝေကြရအောင်